Ini Hello, Mingla, yeah, you know, Miss Kunoma, your pain. You know, the Buna, I'm waiting. You know, like me, yeah. You know, like good, yeah, the Buna, invoice, good, no, man. Invoice, good, no, man.
ကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေ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 အားလုံးပဲမင်္ဂလာဗျာကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေကိုနော်မန်ဦးဗျာဟိုစကားပြောဖို့ဆိုတော့ဖိတ်တာတော့เนาะစကားပြောဖို့ဖိတ်တာတော့ကျွန်တော်တို့ဒီနေ့ပြောမယ့်အကြောင်းအရာတော့နိုင်ငံတော်မှာလုပ်မဲ့ရွေးကောက်ပွဲပေါ့เนาะနိုင်ငံတော်မှာရွေးကောက်ပွဲနိုင်ငံတော်မှာပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ကြားဖြတ်မယ်နော်နိုင်ငံတော်မှာပြုလုပ်မဲ့ရွေးကောက်ပွဲကြားဖြတ်မယ်နိုင်ငံတော်ရဲ့ရွေးကောက်ပွဲဆိုတာကတော့တိုင်းပြည်တော်ကစိတ်ဝင်စားတော့ဗောနော်ကျွန်တော်တို့လည်းရင်ခုန်ကြတာပေါ့ဒီဘက်မှာရှိတဲ့လူတွေကတိုင်းပြည်တော်ကစိတ်ဝင်စားတော့ကျွန်တော်တို့လည်းဒီဘက်မှာရှိတဲ့နောက်တက်လာမဲ့အစိုးရကိုလူတွေကမျှော်နေတယ်ပေါ့ဒီနေ့လက်ရှိအခြေအနေအားလုံးကသိနေပြီသားလေလက်ရှိအခြေအနေကြောင့်တိုင်းပြည်မှာဘလို့ဖြစ်တယ်ဆိုတဲ့ဟာကိုလူတွေကသိနေကြတော့တိုင်းပြည်ရဲ့အခြေအနေကိုကြည့်ပြီးတော့ရွေးကောက်ပွဲကလည်းကျွန်တော်တို့အတွက်အကောင်းဆုံးပြည်သူလူထုအတွက်ထွက်ပေါက်တစ်ခုတော့ဖြစ်လာနိုင်မယ်နိုင်ငံတစ်ခုရဲ့ထွက်ပေါက်ပေါ့ဗျာနိုင်ငံတစ်ခုမှာတော့ထွက်ပေါက်တွေတဲ့ဒီအခုလိုမငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာအစိုးရတရားပေါ်ထွက်လာရင်တိုင်းပြည်ကဒီအေဂျင့်ကိုโอเคအကိုဝင်ချိတ်လိုက်လေကျွန်တော်ကိုဘယ်လိုဆွတ်တင်လိုက်မယ်အကို request လုပ်လိုက်လေကို request လုပ်လိုက်မှပေါ်ပါဗောအကို request လုပ်လိုက်ကျွန်တော်တို့ဒီတိုင်းပြည်မှာရွေးကောက်ပွဲအရွေးတစ်ခုရောက်ဖို့အတွက်မှာဆိုရင်တော့ကျွန်တော်တို့ရွေးတစ်ခုသွားဖို့အတွက်မှာတော့ဒီရွေးကောက်ပွဲကတော့ turning point ဖြစ်လာတယ်ပေါ့နော်ဒီရွေးကောက်ပွဲက turning point ဖြစ်လာတယ်တိုင်းပြည်မှာအနည်းရဲ့အစိမ်းရမို့ပဲနဲ့ပါတီစုံဒီမိုကရေစီစနစ်ဆိုတာဖြစ်ပေါ်လာတယ်ပေါ့နော်အခုတော့ကျွန်တော်ပါတီကောင်းဆောင်ချင်းချင်းတွေပြောတဲ့စကားကိုတွေ့ပြီးတော့ဘယ်သူပဲဟွာဖြစ်နေပါစေပြည်သူတွေဖြစ်နေပါစေဗျာသူတို့တက်ကြွနဲ့သူတို့ရဲ့နိုင်တော့ပေါ့ဗျာသူတို့ရဲ့အင်အားနဲ့သူတို့နိုင်တော့သူတို့ရဲ့အမြင်သူတို့တွေးခေါ်တွေတင်ပြတာကြားရတာလည်းဝန်သားစရာလည်းအများကြီးကောင်းတယ်ပြည်ပကနေပြောလို့ဝန်သားစရာအများကြီးကောင်းတယ်ဗောနော်နိုင်ငံအတွက်ဒါအရွေးတစ်ခုဖြစ်လာတော့ဒီနိုင်ငံတော်ရဲ့တကယ်တော့ဒီနိုင်ငံမှာအခုဒီတချို့ကိုယ်စားလှယ်လောင်းတွေဖြုတ်ပစ်လိုက်တာတော့ UEC နဲ့ဒီလက်ရှိဥဆောင်နေတဲ့နိုင်ငံတော်ကောင်စီရဲ့အကြံပေးတွေရဲ့အားနည်းချက်ပေါ့နော်နိုင်ငံတော် UEC နဲ့နိုင်ငံတော်အကြံပေးတွေကဘာလဲဆိုရင်ကျွန်တော်တို့နိုင်ငံကိုရွေးကောက်ပွဲဖြစ်အောင်နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာမြင့်မားအောင်ဘယ်လိုလူဒန်းစားမျိုးတွေပါသင့်တယ်ဆိုတာကိုတော့စဉ်းစားစီခြင်းတယ်ပေါ့နော်ကျွန်တော်တို့တစ်ဖက်ပိတ်အတွေးတွေနဲ့ငါလူနိုင်ရေးသူလူနိုင်ရေးဆိုတဲ့အတွေးခေါ်နဲ့စာရင်နိုင်ငံတော်မှာဘယ်လိုပါတီကိုကျွန်တော်တို့က
ဘယ်သူမှ perfect ဆိုတော့မရှိပါဘူး nobody perfect ပေါ့ဗျာဘယ်သူမှ6ပြက်ကင်သေးလဲဆိုမရှိဘူးပေါ့နော်ဒီဟာ UEC နဲ့ဒီချမ်ပီယံဖွဲ့တွေကတော့နိုင်ငံတော်ရဲ့ကြိုးစည်းပွားကိုကြည့်ပြီးတော့ဘယ်သူကတော့ပါသိတယ်ဆိုတာဟာကိုကျွန်တော်တို့ကအဲ့ဒီပါသိတဲ့လူတွေမှာပြဿနာဖြစ်ခဲ့ရင်တော့ကျွန်တော်တို့ကထင်းထင်းနဲ့ဆွဲခေါ်သွားပြရမှာလေရှိတာပေါ့နော်ကျွန်တော်တို့နိုင်ငံကတာမန်ချင်းဒီမှမဟုတ်တာတာမန်ချင်းဒီမဟုတ်တော့ကြောင့်ဘယ်ပါတီကပို့ပြီးတော့highlight လုပ်သေးတယ်ဘယ်ပါတီကိုဦးစားပေးသေးတယ်ဆိုတာတော့တေချာကောင်းသူကစဉ်းစားစေချင်တယ်ပေါ့နော်ဒီအဲ့လိုကောင်းစွာစဉ်းစားလာလို့ရှိရင်ကျွန်တော်နိုင်ငံအရွေးအဖြစ်ပေါ်လာပါဘူးပြည်သူတွေကိုပြောချင်တာကလည်းမဲပေးတဲ့အချိန်မှာဘယ်ပါတီကိုပေးလို့ရှိရင်တော့ငါတို့တိုင်းပြည်မှာပြိပတွေကိုရှောင်ကွင်းပြီးတော့နိုင်ငံအတိုင်းဝိုင်းတွေကိုရောက်သွားစေချင်တယ်နိုင်ငံအတိုင်းဝိုင်းတွေကိုရောက်ဖို့ဆိုလို့ရှိရင်ဘယ်ပါတီကအကောင်းဆုံးလဲဆိုတော့အဲ့ဒီအရာလေးကဖြစ်ပေါ်လာတယ်ပေါ့နော်ကျွန်တော်ကတော့ဘယ်ပါတီကို highlight လုပ်ပါလို့တော့မပြောပေမဲ့ကျွန်တော်တို့အကောင်းဆုံးကတော့ဒီပါတီ6ပါတီခေါင်းဆောင်တွေကဒီဝရင်းတွေပေါ့ debate တွေလုပ်တဲ့ပုံစံမျိုးလုပ်လိုက်လို့ရှိရင်တော့တော်တော်လေးကောင်းပုံနော် debate ပုံစံမျိုးပြေဆုံးဆွေးနွေးပြီးတော့ပြေဆုံးတော့သူတို့ရဲ့အမြင်နိုင်ငံရေးအမြင်ကိုထိတ်တဲ့ပြောရရင်ကောင်းတယ်ပေါ့နော်ဟိုတော့လည်းကျွန်တော်ကြားပြည်ပါတီကခေါင်းဆောင်ပြောတာလေးလည်းကျွန်တော်စိတ်ဝင်စားတယ်သူတို့ကဘာလဲဆိုလို့ရှိရင်လွတ်တော်ထဲမှာပါဝင်တဲ့လူတွေကပညာရေးချင်းမရှိဘူးဆိုရင်တိုင်းပြည်ရဲ့ဥဒေပြုရလေဘလို့ဆွေးနွေးမှလဲဒါဟုတ်တာပေါ့အဲဒီပါတီတော့သုံးနှအောင်တွေကာကြီးကာဝေကားငယ်ကာကြီးငားနဲ့ပဲလွတ်တော်မှာတိုင်ပတ်နေတယ်အဲ့အတွက်ကြောင့်ဒီလိုတိုင်ပတ်နေတဲ့ဟာတွေကြောင့်ကျွန်တော်တို့အတွက်မှာတိုင်းပြည်ရဲ့တိုင်းပြည်ပြုလွတ်တော်တွေမှာဆွေးနွေးနေကြမှာအသစ်တေတော့ပညာရေးချင်းရှိဖို့တော့လိုတယ်ပေါ့နော်ကျွန်တော်ဘာသိမြင်လဲဆိုရင်အာဖဂန်နစ္စတန်တော့ကလည်းအာဖဂန်နစ္စတန်တော့ကအာဖဂန်နစ္စတန်တော့ကလည်းအာဖဂန်နစ္စတန်တော့မှာတော့လေအဲ့တော့ကျွန်တော်တို့ဒီဒုဝန်ကြီးကိုရွေးနေချိန်မှာကျွန်တော်တို့ဒီကနေဒါနိုင်ငံမှာရောက်နေတဲ့ဒီအမျိုးသမီးတယောက်ပေါ့နော်သူကဆရာဝန်မပေါ့သူ့ကိုခေါ်ပြီးတော့ကက်ဘိနက်မှာခန့်တယ်အမေရိကန်နိုင်ငံကလည်းဂုဏ်ယူတယ်ဆိုတော့ဒါကတကယ်ကက်ဘိနက်မှာပါတဲ့ပုံကိုကတော့ပညာရေးချင်းတွေပါလေနဲ့တွေ့ကြုံပါရှိဖို့လူတော့ဗောနော်အဲ့လိုရေးချင်းတွေမရှိဘူးဆိုတော့ကက်ဘိနက်ထဲမှာမပါတော့ကောင်းတယ်ဗောနော်ဒါမျိုးတွေတော့ကျွန်တော်တို့ကပြည်သူ့လွှတ်တော်နဲ့ကက်ဘိနက်မှာတော့နည်းနည်းလေးလူရွေးနေကြရင်တတိထားဖို့တော့လိုတော့ဗောအဲ့ဒါတခုကမြင်တာဗောနော်နောက်တော့ဒီရွေးကောက်ပွဲမှာအမှန်တော့ဗျာPP ပါတီကိုကျွန်တော်တို့တင်လိုက်လို့ရှိရင်ကျွန်တော်တို့ကနိုင်ငံတော်မှာဒီနိုင်ငံတော်မှာတိုင်ပတ်နေတဲ့ fiber concern လို့ဟိုဘက်ကနေပြီးတော့ကြားဖြန့်ကိစ္စလို့ပါလို့ဟာအလိုနေမိမင်ပြောက်ွယ်သွားတယ်ဗျာအခုလိုကြားဖြန့်ကိစ္စဖြစ်လာတော့ကျွန်တော်တို့မှာမပြောသင့်တဲ့ပါတီတွေကပါတယ်ရောအဲ့လူတွေရဲ့ပုံကူတွေရဲ့အကြောင်းကျွန်တော်မပေးပါစေကျွန်တော်တို့မဟုတ်ဘူးเนาะကျွန်တော်တို့အဲ့ရနဲ့တိုင်းနေလက်ပတ်နေလို့ရှိရင်ကျွန်တော်တို့ကလိုနဲ့အရွေးလိုသူတို့အရွေးကမရောက်ဘူးပေါ့เนาะအဲ့ဒီကြားပြန်ကိစ္စနဲ့လာရှုံတာတွေအများကြီးရှိနေတယ်ပေါ့နော်အဲ့ဒါတွေကိုလည်းကျွန်တော်တို့ကစဉ်းစားစေချင်တယ်ပေါ့အဲ့တော့ပြည်သူလူထုတွေကရွေးကောက်ပွဲမှာလုံးဝကကြရင်တော့ဒီကြားပြန်ကိစ္စလို့နိုင်ငံတော်မှာဒီလက်ပေးလက်ယူကိစ္စတွေကင်းစင်းတဲ့ပုံကိုယ်တွေများများပါလာလေပိုကောင်းလေပေါ့နော်လက်ပေးလက်ယူကင်းစင်းတဲ့ပုံကိုယ်တွေအများကြီးပါလာပိုကောင်းလေလက်ပေးလက်ယူနဲ့ရှုပ်ရှင်းနေဖြစ်လာနိုင်မဲ့ကြားပြန်ကိစ္စတွေပါဝင်လာမဲ့ပုံကိုယ်မျိုးတွေမျိုးပါလာလို့ဆိုရင်တော့တိုင်းပြည်တွေနစ်နာပြန်တယ်ဗောနော်ရွေးကောက်ပွဲလုပ်ပြီးမှတိုင်းပြည်တွေနစ်နာတယ်ဒါတွေတော့ကျွန်တော်တို့ UEC နဲ့UEC နဲ့ဒီလက်ရှိနိုင်ငံတော်အကြံပေးပုဂ္ဂိုလ်တွေကတော့ဒါလို့ဟိုနိုင်ငံတွေပဲစဉ်းစားပါမပေါ်ဘူးကိုအခုမပေါ်ဘူးโอเคဟောကြပြီကိုနှမောင်ကျော်အဲ့လောက်ထားတယ်ပေါ်ပြီလေချာအေးကြားတယ်ဒီဘောပွဲချားပြန်ကိစ္စကိုဘယ်လိုပေါ်တာလဲနည်းနည်းရှင်းပြပြပါဦးဟာမကြောက်ဘူးဘုမအတားအရန်ရှိတယ်အခုတွေ့နေရ
ကိုပြော နော် အခုပြော အခုဒီတိုင်းတော့ကြားရတယ်ခင်ဗျာအတန်ကြီးဝါမယ် အခုကြီးအတန်ထွက် အတန်ကြီးဝါမယ်ဝါလာတော့ ပြောကျွန်တော်ပိတ်ထားလိုက်မယ် ဟမ်မိုက်ပိတ်တာကျွန်တော်မပိတ်တာ ကျွန်တော်ပိတ်ထားလိုက်မယ် အဲ့နော်အခုကြားလား ကြားလားမသိဘူးဟိုက line တွေကဆူတယ်ကျွန်တော်ကကို normal ဖိတ်ထားတယ်လေသူပြန်တက်လာမတင်တော့ပဲကျွန်တော်တို့ဒီရွေးကောက်ပွဲပေါ့ဗျာဒီရွေးကောက်ပွဲကရေးကြည့်တယ်တိုင်းပြည်ရဲ့ရေးကြည့်တယ်တိုင်းပြည်ကမတည်ငြိမ်တဲ့ချိန်မှာအခုလိုမျိုးဖြစ်နေချိန်မှာဒီဟိုတင်းပေါ့နော်ဟိုရွေးကောက်ပွဲလုပ်ပေးတဲ့အတွက်ကြောင့်ဟိုဒီကျွန်တော်တို့ကတော့ဒီနိုင်ငံတော်ကောင်စီကိုလည်းကျေးဇူးတင်တယ်ပေါ့နော်request ပြန်လုပ်လိုက်okay တင်ထားတယ်ကိုကြီးအကိုတင်ထားတယ်ကျွန်တော်ကခင်ဗျားပုံတော့မကြည့်ရအဲ့မဲ့ကျွန်တော်ပုံတော့တိုင်းတယ်တိုင်းတယ်ဝါလေကားလည်းဖွင့်တော့တယ်ခင်ဗျားဆရာမတက်လားတန်တက်လားတန်ဟောလို့ပြောင်းဟိုတင်းပေါ့သူငကြက်ကဖြစ်တာဖြစ်မယ်ငကြက်နဲ့ဒီမှာလေးဝင်နေတာပေါ့နော်ငကြက်နဲ့ဟိုတင်းနဲ့ဖြစ်တာပေါ့ကျွန်တော်တို့ဒီရွေးကောက်ပွဲကဘာကြောင့်ကျွန်တော်တို့
ကျွန်တော်တို့ဒီရွေးကောက်ပွဲကအရေးကြီးတယ်လို့အရေးကြီးတယ်ဆိုတော့ကျွန်တော်နိုင်ငံအပြောင်းလဲရတကယ်ဖြစ်တော့မယ်ဆိုတာပေါ်သွားတယ်ဗောနော်ကျွန်တော်တို့အာဆီယံကိုတက်တဲ့အချိန်မှာဒေါ်နယ်ထရန့်လည်းမြန်မာနိုင်ငံနဲ့ပတ်သက်လို့ထွေထူးဘာမှမပြောပါဘူးဒါနောက်ပြီးတော့ဒေါ်နယ်ထရန့်ကဂျပန်ကိုတက်လေတော့လေဂျပန်ကိုတက်လေတော့ဗမာတွေကနေပြီးတော့ဆန္ဒပြတယ်နော်ဒေါ်နယ်ထရန့်ကလှည့်တော့မကြည့်ဘူးတကယ်မို့မလေးရှားကိုသွားလို့ဗမာတွေဆန္ဒပြကြည့်ဒေါ်နယ်ထရန့်ကလှည့်ကြည့်မှာမဟုတ်ဘူးအကယ်၍ဒေါ်နယ်ထရန့်ကဒီထိုင်းကိုသွားလို့ဗမာတွေကဆန္ဒပြတယ်ဒေါ်ထွန်းလက်ထည့်မှာမဟုတ်ဘူးကြားတယ်ကျွန်တော်ကြားတယ်အခုပဲမကြားလာပြီကျွန်တော်ပဲကြားတယ်အခုပြောတော့ဒီကောင်းကြားတယ်ညာအချိကအဲ့လိုအချိကအဲ့လိုဘုမကြောက်ဘူးကြားတယ်ကျွန်တော်ကြားတယ်ဟုတ်ဘာလဲဆိုတော့ညာကြီးပေါ့စတားတွေကသာတာမှုအားလေးနော်အခုမနိုင်ကြရင်ကျွန်တော်ကအိမ်သားကိုပြန်အိမ်သားနေတယ်တိုင်းပဲကြောဟာကြားရပြီရှိတယ်ရတယ်ဒီမှာပဲဒီချလိုက်တာပြောမယ်ဒီတော့ဒီညားပြီလားဟယ်လိုပြန်ပြောအခုကြားပြီလားကြားတယ်အခုကြားတယ်ခဏရုပ်တော့မမြင်အောင်ပြောခဏလေးပြောလိုက်မှကျွန်တော်ဆက်လိုက်ပေါ့ကျွန်တော်ကတော့ဒီနေ့ဒီဘောပဲကိုဘယ်လိုပေါ်လာလဲဒီမြန်မာပြည်မှာဒီမှာနဲ့ရေကောက်ပဲကိုပေါ်လာတယ်နောက်တစ်ခုကလက်ရှိမြန်မာပြည်မှာကိစ္စအနေနဲ့ကြားပြကိစ္စလေးကိုဘယ်လိုပေါ်လာလဲအခုပေါ်လာလို့နည်းနည်းကြည့်ပြပြီလားဘာကိစ္စလဲကြားပြလေကြားပြအဲ့ဒါတွေကမိုင်းနာတွေပါဗျာမိုင်းနာ issue တွေပါကျွန်တော်မြင်မိုင်းနာ issue တွေအားလိုက်လို့ပြောချင်ကျွန်တော်ဟိုတနေ့ကကြားပြီးတော့ကြားပြီးပါတီရဲ့ဒီတော့ဟောပေါ်လုံးမဲ့လူကသူကဒီတော့ထဲမှာတုံကြည့်ရဖြစ်ပါဘူးတော့ထဲမှာပါမဲ့လူတွေကတော့ဘုံကျင်းကျဘဲလူတွေလို့ပြောတယ်နော်သူပြောတာပညာတတ်တွေပဲဖြစ်နေတယ်ကျွန်တော်ကအဲ့ဒီဟာလေးကြားလိုက်တော့ဝန်ပါတယ်ဗျအဲ့ဒီလေးတက်တော့ဗျာဟိုသုံးလေးလုံးကဟိုသူတွေကကာကြီးကဘူးနဲ့တိုင်ပတ်နေတဲ့လူတွေအများကြီးဖြစ်နေတော့ကျွန်တော်တို့ကအဲ့ဒါပြီးတော့ဒီကကိုယ့်ကိုဥဆောင်မဲ့လူကတိုင်းပြည်ပြည်လို့တော်တော်မှာဥတွေပြုမဲ့လူတွေကပညာတတ်ဖို့တော့လူတယ်ဗောနော်အတွေ့အကြုံလို့ပညာလို့ရှိဖို့တော့လူတာဗောအဲ့ဒီတော့မှလေဒီတိုင်းပြည်ကအရေးတစ်ခုနဲ့နိုင်ငံတော်ရဲ့အကြောင်းကတောက်ပါလာဒါဟုတ်တော့တိုင်းပြည်မှာတော့ပြည်သူ့တော်ကိုယ်စားလှယ်တွေကဒီအ ਨੇ ဆုံးတော့ဒီပညာထက်တိုင်းဖြစ်တော့သင်ကြားမှုဖြစ်ရမှာဆိုတာကတော့ကျွန်တော်တို့လည်းသဘောတူတယ်ဗောနော်ဘောလည်းကြားတယ်နောက်ပြီးတော့အခုချိန်မှာကျွန်တော်တို့ကကျွန်တော်အနေနဲ့သဘောတရားတော့ပြည်တော်လုံးပါတီဒါဒီလိုတက်ခဲ့မယ်ဆိုပြီးတော့ကျွန်တော်တို့အာဆီယံမှာတော့လည်းကောနိုင်ငံတကာမှာတော့လည်းကောနိုင်ငံရေးကြောင်းလဲမှုတွေကတော်တော်များများကြောင်းလဲသွားတယ်တော်တော်များများကြောင်းလဲသွားတယ်ဘာလို့လဲဆိုတော့သူတို့ကဂျားလူပါတီပြင်တက်ပါတီပေါ့ဗျာကျွန်တော်တို့ကတက်ပါတီကတက်လာတော့ကျွန်တော်တို့ကအသေးကိုမုန်းလို့လည်းမဟုတ်ဘူးတန်တဲ့လူကတက်ပါတီကိုမုန်းလို့လည်းမဟုတ်ဘူးเนาะ
ဒီလိုတပ်ပါတီတက်လာတော့တိုင်းပြည်မှာပြည်ပဖြစ်နေတဲ့ဟာတွေကနည်းနည်းလေးအချိန်ကျလာသလိုနိုင်ငံတကာအမြင်ကလည်းနည်းနည်းလေးပြင်းထန်လာတယ်လို့ကျွန်တော်မြင်တော့ပေါ့အဲ့တော့ကျွန်တော်တို့လောကကန်ရတာအရွေးဟာတရားမှာကို25-30ရာခိုင်နှုန်းတော့တက်သွားနိုင်တယ်လို့ကျွန်တော်မြင်တော့ပေါ့နော်ဒီလိုပြောလို့ကျွန်တော်တို့ကတပ်ပါတီကိုဆုံးပါစေPP ပါတီကိုဆုံးပါစေတာဝီပါတီကိုဆုံးပါစေတာချာပါတီဆုံးပါစေလို့ပြောတာမဟုတ်ပါဘူးဒီလိုပါတီတွေနိုင်လာလို့ပြင်တော့ဒီပါဒါကြောင့်ဒီပါတီတော့ဥပါတီကနေပြီးတော့ပါတီကောင်းဆောင်တွေကသူတို့နိုင်ငံရေးအမြင်တွေပြောလာရင်ဒီချင်းကြီးတဲ့သူကတကယ်တော့သူတို့ကဒီပါတီကောင်းဆောင်အားလုံးကကျွန်တော်တို့တော့ရောက်နေတယ်ပေါ့နော်ရောက်လာပြီးတော့သူတို့ကြီးနဲ့သူတို့တင်ပြတဲ့ဟာကိုတယောက်အစိုးရကိုချင်းချင်းသွားနိုင်မယ်ဒါလည်းဖြစ်ဖို့ရင်းကြည့်တာပေါ့ဗျာအတိုက်ခံပုံစံမျိုးလုပ်ပြီးတော့အစိုးရကိုချင်းချင်းသွားနိုင်မယ်ပုံစံပြည့်တော့ကောင်းတယ်ပေါ့နော်အဲ့တော့မှကျွန်တော်တို့တက်ဖို့ပဲတက်လာလို့ရှိနေတယ်တက်တယ်ပြီးပါတီပဲတက်လာလို့ရှိနေတယ်တက်ကြံမရှိကြဘူးအားနေသွားကြတယ်အဲ့တော့လူတွေရဲ့ယုံကြည်မှုအားနည်းသွားနိုင်တယ်ဒါတွေကသူမျိုးတွေတော့ဒီပြည်နဲ့နိုင်တော်ကြံသေးနိုင်လက်ရှိလုပ်နေတဲ့နိုင်တော်ကြံသေးတွေကနိုင်တော်ရဲ့အကျိုးစီးပွားကိုသိကြမှုရှိတယ်ပေါ့နော်သူကကြားသိရင်တပ်ပါတီတွေဖြစ်နေတဲ့အတွက်ကြောင့်ဒီလူကားတွေကြောက်ကြည့်ရင်ပြဿနာရှိရင်တော့ဒီမှာကြောက်ကြည့်ရင်ဒါလည်းတွဲခေါ်လို့ရရင်တွဲခေါ်ပေးရမယ်ဆိုတော့ဘောရာတီးမှုနဲ့သွားအောင်ပါပေါ့နော်ဒါကိုကျွန်တော်မြင်တယ်ပေါ့ခုဘောဆက်ပြောပါဦးတွေ့အဲ့ဒါပြောတာရောများများကျွန်တော်တဘောရနဲ့ကိုယ့်ရဲ့ကိုယ်ရတယ်ကျွန်တော်ပြောပြအောင်ကျွန်တော်လိုက်ကြမှာကျွန်တော်စပြီးပြောလိုက်တာနော်ဟုတ်ပါဘူးစပြီးပြောလိုက်တာကျွန်တော်ဒီတုံးလုံးကအားရတဲ့အစိုးရအဖွဲ့ဖြစ်ရင်ကိုကောင်းမယ်ဆိုပြီးတော့ကျွန်တော်ရေးတင်လိုက်တာအဲ့တော့တဲပဲပြောမှရတယ်ဗျာဒီဟာစကားဖွင့်လို့မရဘူးသူတို့လည်းနားထောင်ဟုတ်တယ်ဟုတ်နားထောင်လေနားထောင်သိချင်တယ်ကျွန်တော်တို့အချိန်ကလာနဲ့ပြောတာချက်ခိုင်ပြီးခိုင်ပြောတာအနာရကိုကျူတာလေတိုင်းပြည်ကြီးပါကြပါတော့ကျူတာလက်ခံတယ်ကျွန်တော်ဝမ်းနိုင်တယ်ဒါပေမဲ့ international image ကြတော့ကျွန်တော်တို့ကပြီးသုံးလုံးနဲ့လုံးမဒါကအရသာအများစုကထူဆောင်နေဆိုတဲ့အသွင်တွေရအဲ့ဒါဆိုရင်ကျွန်တော်တို့ကတိုင်းပြည်ကိုပူပေါင်းတယ်ကျွန်တော်အုပ်ချုပ်ရေးထားပါတော့အုပ်ချုပ်ရေးမရဘူးဟုတ်လားထားပါတော့ဗျာလုံခြုံရေးမရဘူးဆိုတော့တခြားလူကဘက်ကလုပ်ပြီးဒီလိုဖြစ်နေကျွန်တော်တို့နိုင်ငံမှာလိုအပ်နေတာအဲ့လိုချက်အဲ့ဒါကိုနားလည်လို့လုပ်တဲ့အဲ့ချက်ကဘာလို့လဲဆိုတော့ကျွန်တော်ကအကြောင်းလေးတွေပြန်ပြောရတဲ့အခါကျတော့ကျွန်တော်ဒီနေ့ဒီတော်များများမသိတဲ့ဒီချက်ကမေးကြည့်လို့ရပါတယ်နောက်ဘုံတော်မှဆိုတာဘယ်လိုလဲလို့ဥပဒေကိုမေးကြည့်လိုက်ကျန်တဲ့လူပြောသေးဘူးကျွန်တော်ဥပဒေကိုမေးကြည့်လိုက်ကျွန်တော်ပြောတယ်ဒီနေ့ပြဿနာဖြစ်တဲ့အားလုံးဟာဥပဒေဟောပါဘူးဥဒန်းကျွေရဲ့ဟုတ်ဥပဒေရဲ့ဟုတ်ကျွန်တော်ဒီပြောတာနော်ဥပဒေရဲ့ဥဒန်းကျွေအဲ့ဒီ၃ယောက်မှာတာဝန်ရှိကျွန်တော်ဒါပဲပြောတာဒီပြောတော့ဟုတ်ပါပြီသူတို့လည်းကောင်းလို့ပြအောင်ပြန်လဲစီစဉ်ပါမယ်လို့အာနာမသိနေရပြောတဲ့အခါမှာအာနာသိဖြစ်သွားအဲ့ဒီနောက်ပိုင်းမှာမှကျွန်တော်တို့ကဥသိမ်းစိန်မှာအားနည်းချက်တွေပါလို့ဆိုတာကိုကျွန်တော်တို့ကပြောရတဲ့အကြောင်းရင်းကဘာလဲဆိုတော့စီဆိုရရဲ့လို့ဘယ်လိုမျိုးစီဆိုရအသွင်ပြောင်းနေလို့လုပ်တာရင်တစ်ဖက်လူကပို့ပြီးတော့ pressure ကိုညားပြီးတော့ပို့ပေးလာတယ်အဲ့တော့သူတို့မွေးထားတဲ့ကလုံးကောင်းတော့ကိုခြေတန်းပို့တယ်သူတို့ကတော့ pressure ပုံများတဲ့အတွက်ပို့ပြီးတော့ခြေတန်းပို့တင်တဲ့အတွက်လူကျူးလုပ်တယ်အခုမှတခုဆိုတာဆိုကျွန်တော်တို့ကပြောတယ်နော် NLD မှာဘာကပတွေဟာနောက်တွေကကျူးကင်တယ်ဆိုတော့သူတို့မသိဘူးရှင်းပြောရင် American ဒီလိုနဲ့ကအဲ့ဒါတွေနားတယ်သူတို့ကသူတို့နဲ့တူရဲဆိုတဲ့သူတို့နဲ့ line တူတယ်ဆိုတဲ့ယူကိုတင်ပေးလိုက်တော့အခုအခေါ်ကြီးတိုင်းပြည်ဖြစ်လာတယ်အခုဒီနေ့ဓမ္မလေပြီးပြန်ကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ပြောတာလေမှန်သလားမှားသလားဆိုတာအဖြေတွေ့ရမယ်
ဟုတ်လားဆိုလိုတဲ့သဘောကလစ်လေဒီမိုကရက်တစ်အရေးအစအရာမြန်မာနိုင်ငံမှာကွန်မြူနစ်ကိုဟုတ်လားရှင်းပြောခြေမုံမှုမစင်းစားပဲကွန်မြူနစ်ကိုလက်ခံပြီးတော့ဘွဲလျှောက်ဖို့စဉ်းစားခဲ့တဲ့အတွက်တော့ဆန်းလို့ရုပ်ဟောကျွန်တော်တို့ကအဲ့လိုပြန်ပါပတ်ပြီးမှပြောတာရမ်းပြီးပြောတာလို့နော်အခုဒီနေ့ဒီအချိန်ခါရအဲ့ဒီအချိန်မှာဟောပါလားဒီကျွန်တော်တို့ကပြောတယ်စင်ကာပူက pressure လာတဲ့ပုံစံကိုကြည့်လိုက်အချင်းပြောရင်ဆော့ပါဝါကောင်းပါစီးပွားရေးနဲ့တိုင်းပြည်ကိုဟုတ်လားဟောပေါ့ချုပ်ထားတယ်လို့ဟုတ်တာရှင်းပြောရင်ရှောင်းသားသားလို့ဟုတ်လားဟောနောက်တစ်ခုကဗာလဲစီးပွားရေးဝင်ကြီးတော့မဟုတ်ဘူးစီးပွားကူနာရေးတော့လုံးတဲ့ဟုတ်လားဦးတောင်းခိုးနဲ့ဆိုတာတွေကအားလုံးဟာ CIA ကလုံးတွေဆိုတော့အဲ့ဒီကိုသူတို့ဖန်တီးမယ်ဆိုတာကျွန်တော်တို့ကတွေးနေရတွက်နေတော့ရှင်းပြောရင်သူတို့ကအရှုံးခံတယ်logic ကနေရဖြတ်မင်းတော့လုံးမှာဆိုတော့ဒီလူတွေဒီလက်စတွေကတိုင်းပြည်ကမလုံးနေဆိုတာကျွန်တော်တို့ကမြင်နေရတယ်သိနေရအဲ့တော့ကျွန်တော်တို့ကတဲ့ပြောတဲ့အခါကျတော့ဗမာပြည်ရဲ့ဒီစစ်တပ်ရဲ့จิตပေါ်ဝင်လေဗာလဲဆိုတော့ဘာသာလာကြဆုံးတယ်ဘာသာလာမှာစီးပွားရေးပြည်စီအဲ့တော့နာဝတ္တပြည်တယ်နာဝတ္တကတော့ဘယ်လိုစဉ်းစားလဲဆိုတော့သူကနံပါတ်1ကတော့စီးပွားရေးလဲခေပေါ်လို့စီးရေးရလဲပြည်စုံကိုနိုင်ငံရေးကတော့ထိန်းထားဖို့နိုင်ငံရေးဆိုတာပွင့်လဲပဲဒီလိုမျိုးတယ်လုံးတဲ့ line ထိန်းထားဖို့ဆိုတဲ့အခါကျတော့သူတို့ကဗာလဲဆိုတော့စီးပွားရေးကောင်းဖို့ဆိုကိုမျိုးမွေးလိုက်နိုင်ငံရေးကြတော့လေ Indo policy ကို formula လုပ်လိုက် Indo formula ကိုလုပ်လိုက်နော် formula လုပ်လိုက်ဒီဘက်ကကျတော့ပြန်တွေးပြန်တော့နဝတကြတော့ဗာလဲဆိုတော့ဒုတိုင်းပြည်ဟာဟုတ်ရန်ကုန်ကနေနေပြီးတော့ရွှေ့တယ်ဟုတ်လားခံသူတို့ကိုပြင်မယ်ဆိုပြီးတော့ချက်လက်နဲ့ကအစားအကုန်လုံးပြင်ဒီလိုကြီးဘာညာပြကွာအကုန်လုံးပြင်ဒီတဲ့အခါကျတော့ကျွန်တော်တို့မှာအားနေချက်ကဗာလဲဆိုတော့နိုင်ငံရေးအားနေချက်တွေကိုကျွန်တော်တို့ကနိုင်ငံရေးကိုတော့မလုပ်ဘူးနေစတာနိုင်ငံရေးကောင်းဆောင်မှုကိုတို့မလုပ်ခဲ့တဲ့အတွက်နိုင်ငံရေးပါတီအနေနဲ့နာမည်ခံလာတဲ့ NLD ကနောက်လို့ရှိတဲ့အကြံပေးနဲ့တိုင်းပြည်ကိုလှုပ်ရှားတဲ့ဒီ paralyze ဆိုလိုတဲ့သဘောကဗျာဟိုတိုင်းပြည်တစ်ပြည်လုံးဟာရှင်းပြောလို့ရှိရင်ပုံစံမျိုးတော့မဖြစ်ဘူးဆိုတော့ဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့ဟို paralyze နော်တော့မရအောင်ဖြစ်ဒီကြားထဲကရေးရှိတက်ကဟာလားဟိုရှင်းပြောပြန်ပြီးတော့အဖတ်စီကျွန်တော်ပြောတဲ့ logic တွေမှန်တယ်လို့ဒီကစဉ်းစားအခုတော့လက်တင်ပြီးစဉ်းစားမမားကြီးอ่ะလောင်းကြီးစားကြီးပြောဟုတ်တော့ကျွန်တော်ကလေးလာပြီးပြောရမ်းပြီးပြောတာဟုတ်ဆိုတဲ့အခါကျတော့အခုလည်းပဲကျွန်တော်တို့ကဒီစင်အတိတုံးကကျွန်တော်ပြောခဲ့တယ်ဟုတ်လားဒါဥတ္တတေးပါဘူးနော်ဒီနေ့ဥကိတို့ဟာဘုဒ္ဓအောင်တေးဘုဒ္ဓတောင်းအေးလို့လမ်းပြောအရင်ဘုဒ္ဓတက်ပေါ်ရင်ရန်ကုန်တိုင်းမှာတိုင်းမှုလုပ်ခဲ့တဲ့ဟာလားဟိုအတွင်းမှုလည်းရှိပါတယ်စံတိုင်းဘုဒ္ဓအတွင်းမှုလည်းကျွန်တော်ကိုယ်တိုင်သွားတွေ့ပြီးတော့ကျွန်တော်ကပြောတယ်ဓာရီလိုတယ်ဓာရီအရင်လောက်ရမယ်ဥပမာတခု political flow ရကိုအတိုက်ခိုက်လုပ်နိုင်တာကွန်မြူနစ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရှင်းပြောရင်တရုတ်ပြည်ရဲ့ကွန်မြူနစ် theory တချို့တစ်ဝက်ကိုပူပေါင်းပြီးတော့လိုက်နာပြီးတော့ဟာလားချိုးသားပြီးတော့သူတို့ရဲ့အင်းစိတ်ဘာလဲဆိုတာသိအောင်ချိုးသားဖို့လုပ်တဲ့ဒါလေးကျွန်တော်ပြောခဲ့စီးပွားရေးရလဲကျွန်တော်တို့ကတိုင်းပြည်တစ်ခုကိုတည်ဆောက်တာဘက်တစ်ဖက်ကိုရရင်ဘက်တစ်ဖက်ကိုရပ်ပြီးတဲ့အခါကျလို့ရှိရင်ဒီတိုင်းပြည်ကိုဘယ်လိုတည်ဆောက်မလဲဆိုတော့ပြန်စဉ်းစားရမယ်ဟုတ်လားကိုတော့ကအမားတွေရှောက်ပြောနေတဲ့အချိန်ကြီးอ่ะလူငယ် generation နဲ့တော့သူ move လုပ်နေအဲ့ဒီအချိန်မှာလူငယ် generation နဲ့ပုံလုံးနဲ့ live နဲ့တဘာတည်းဖြစ်အောင်ဆွဲခေါ်နိုင်တဲ့ဟာလားစီယိုရေးပါတီတရားလိုတယ်ကျွန်တော်ဒီခိုင်တို့ပြောတာမဟုတ်ဘူးဆိုတဲ့အခါကျတော့ကျွန်တော်ပြောတာလုံခြုံရေးမှာတို့ကျွမ်းနေမှတ်ပြီးမြဲဟုတ်ကဲ့ mindset မှာကြတော့ကိုယ်လင်းပြောရင် international လက်ခံနိုင်အခုဒီနေ့ဥက္ကဋ္ဌကြီးတို့ပြောနေတဲ့စကားမှန်တယ်များဟိုရှင်းပြောရင်အချက်တရားလုံးအမှန်ပဲဒါပေမဲ့အသက်ဝင်အောင်လုပ်နိုင်တယ်ဆိုတာက international ကမကူညီပဲနဲ့ဘာမှမရဟုတ်တယ်ကျွန်တော်တို့ကရှင်းရနော်ဟုတ်တယ်အဲ့တော့ international ကနေပြီးတော့ဥပမာတစ်ခုဆိုပါစို့ဗျာ
စိတ်ဝင်စားတဲ့လူဒီလူတွေကတော့တိုင်းပြည်ပါဒီလူတွေပါသူတို့ကတိုင်းပြည်ကောင်းအောင်လုပ်တယ်ဆိုရင်ပို့ပြီးတော့လုပ်တာပါလဲတော့ဖွားကြီးအရင်ဖွားကြီးရှင်းပြောဒီလိုလုပ်ခဲ့ရင်ခင်ဗျာဒီနေ့ရှင်းတော့ကျွန်တော်တို့ဒီမှာပြီးလိုက်ပြီးတဲ့ကမ်းပြီးတိုင်းပြည်တော့ပို့ဖို့တော်တော်ခက်ခဲသွားဟုတ်တယ်ပေါ့သူပြောလို့15နှစ်ပြင်တိုင်းပြည်ကျော်နိုင်တော့ဖြစ်နိုင်ဖြစ်နိုင်တယ်ကျွန်တော်တို့လူတွေကလုံကြီးကိုင်းရေးရေးရဖြစ်ပြဿနာပါလဲဆိုတော့သူ့ရဲ့ကျွန်တော်ဒီနေ့ကတော့ပြောင်းနိုင်ရေးဥပမာပြီးနော်ပြောင်းနိုင်ဆိုတာခင်ဗျားတို့ကတော့စဉ်းစားတော့ကျွန်တော်တို့ခေတ္တကတော့ရှင်းပြတင်ဖို့တော့ခင်ဗျားတို့အမေရိကမှာတည်သွားတဲ့တင်ဖို့ရေးခဲ့တာဖန်ပြေးကများကျွန်တော်ဖန်ပြေးဒီနေ့လည်းဒီသူ့ကြပြအသာဆုံးမသိဘူးမဖတ်လည်းမဖတ်ဘူးဒါပေမဲ့ logic ကဘာလဲဆိုတော့ကျွန်တော်တို့တော့မှာဖန်ပြီးရင်ကိုဖန်ပြီးရင်ဆယ်သွားလို့ရှိရင်ဘေးကိုပြင်းပေးတယ်ဒါပေမဲ့အောက်မှာအလင်းမောင်ရှင်းလာပြီဆိုလိုတဲ့သဘောကမဆလာပါတီရဲ့ဖြစ်တာဒီတိုင်းဟုတ်ပြီနော်ဒီတိုင်းအဲ့ဒီတော့ USDP ကအဲ့လိုမဖြစ်ဘူးဆိုရင်ဖန်ပြီးရင်နော်မြောင်းနိုင်လင်းတို့မိုးပင်းတဲ့အောက်ခြေမှာလင်းနေဖို့ဆိုရင်တခြားလူကတခြားပြောင်းတဲ့တခုထုံးပေးမှလင်းတာကိုမြင်ရမဆလာပဲဖြစ်ဖြစ်နာဝတာပဲဖြစ်ဖြစ်အဲ့ပြဿနာရှိတယ်ဒါကျွန်တော်တို့က logic နဲ့ data ကြည့်တိုင်းပြည် system design ကိုကြည့်တဲ့အခါမှာ logic ကအရေးကြီးအဲ့လို logic တော့ logic နဲ့ပြောတာ logic နဲ့သူပြောတယ်ကျွန်တော်ငယ်ငယ်တုန်းကထိုးဖတ်ခဲ့ရတာအဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ခြေရွာကိုဝိုင်းပြီးတော့မြို့ကိုသိမ်းမယ်ဆိုတဲ့ logic နော်သဘောတရားတော့ဒါပဲ logic ကမှန်တယ် logic ကိုနားလည်ဖို့နော်အဲ့ဒီ logic ကိုနားမလည်ဘဲနဲ့စိမ့်တိုက်နေလို့ကတော့ခင်ဗျားတို့ချိန်ဘယ်တော့မှမရကျွန်တော်ပြောတာတကယ်အသိပညာအတတ်ပညာရှိတဲ့လူတွေဒီနေ့ဗမာနိုင်ငံကနေတွင်ပြီးတော့အပြည်ပြည်မှာအကြောင်းမျိုးနဲ့ဒီမှာလှုပ်နေတဲ့လူတွေပညာလဲတချို့တော့သင်ပြီးတော့လည်းလုပ်ဘာပဲလုပ်ဒီလိုရှိတဲ့လူတွေတိုင်းပြည်မှာခိုင်ရောက်ရှိလာပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ကပြောင်းပြီးတော့ကိုပိုင်တဲ့ professional ကိုလုပ်ပြီးတော့တခြားလူပိုင်အဲ့ဒီတခြားလူကိုပြေးလုပ်တဲ့စနစ်ကိုပြင်တော့ဟုတ်တယ်ဟုတ်ပြီနော်အဲ့လိုဆိုရင်တိုင်းပြည်ကအမြင်ဆုံးကြောင်းပါဟုတ်တယ်ကျွန်တော်လည်းအဲ့လိုပဲမြင်တယ်ကိုကကျွန်တော်လည်းအဲ့လိုပဲမြင်တယ်ကျွန်တော်တို့ကဒီသားကနေကြည့်နေတဲ့လူဆိုတော့တကယ်တော့လက်ရှိနိုင်တော်မှာဥဆောင်နေတဲ့အကြံပေးတွေနဲ့နိုင်တော်ဥဆောင်တဲ့ပုဂ္ဂိုလ်တွေကသဘောထားပြီးတော့နိုင်တော်ပြောရင်စေတနာရှိတယ်သူတို့လည်းစေတနာရှိတယ်ဒါပေမဲ့ရှင်းပြောလို့ရှိရင်ခေတ်ကပြောင်းသွားတယ်အတွေ့အမြင်တွေကပြောင်းသွားတယ်ဟုတ်ပြီနော်ကျွန်တော်ပြောတာအဲ့တော့ကျွန်တော်တို့ကဒီလိုအကြံပေးတာကိုလက်ခံပြီးတော့သူတို့ကလားမင်းတို့ပြောတာလဲငါတို့လက်ခံတာပေါ့မင်းတို့လည်းတိုင်းပြီးဖြစ်တာပေါ့ငါတို့လည်းတိုင်းပြီးဖြစ်တာပေါ့ဒါပေမဲ့မင်းတို့တောင်းခံပြီးလုံးနိုင်တယ်ဆိုရင်ခင်ဗျတိတ်လျှောက်ပင်အဲ့လိုလုံးနိုင်တယ်ပြောပြီးတော့မော်စီတုံးနေရယူပြီးပြောင်းသွားတာတိတ်လျှောက်ပင်နဲ့မော်စီတုံးနဲ့ဘဲကောင်းကိုအောင်တော့ဒါပဲကျွန်တော်ပြောတာမော်စီတုံးညံ့နေလို့ပြောတာမဟုတ်ဘူးတိုင်းပြည်အတွက်ပြည်သူစေတနာထားပြီးတော့လုံနိုင်တဲ့လူကိုလိုတယ်လို့ဆိုချင်yes နေရာပြတ်ဖို့လိုတယ်ဗောနေရာပြတ်ဖို့လိုတယ်နေရာပြတ်တော့အဲ့တော့ကျွန်တော်ကဆက်ပြောငါတို့သိအောင်အမေရိကန်စနစ်ကတရုတ်နဲ့ဆိုင်အမေရိကန်စနစ်ကပိုကောင်းတယ်။ဆက်လက်မှာထွန်ကြီးအာဏာရဖို့ကျွန်တော်တို့ကြိုးစားခဲ့တယ်အားပေးခဲ့တယ်။ထွန်ကြီးလက်တဲ့အချိန်ပူပေါင်းပြီးဆောင်ရွက်နိုင်ရင်ကျွန်တော်တို့ထွန်လို့နားလည်မှုလွဲရတာအမေရိကန်နဲ့နားလည်မှုချောင်းလုပ်ပြီးနိုင်ရင်ခင်ဗျားတို့အကျိုးအမြတ်ရှိမယ်လို့ကျွန်တော်ကလိုက်တယ်ပြောတယ်။ဟုတ်မဟုတ်ဒီနေ့အသေးရဗျာ။ကျွန်တော်လောက်တာမလောက်တာကျွန်တော်မသိဘူးနော်။ကိုစားနဲ့သုံးတာမသုံးတာကျွန်တော်မပြောဘူးနော်။ပြောလုံးတင်နေဆိုတာတော့ကျွန်တော်လည်းပြောတယ်ကိုစားနဲ့ရှိတယ်။ဒါသူတို့ဒါတော့ခေါင်းတော်ပိုင်းလို့ကျွန်တော်တို့လုပ်မှာတို့တော့တပြေးကျွန်တော်တို့ကပုံရိပ်တွေကြီးတဲ့အရင်ကြီးမမြင်တာပေမဲ့ပုံရိပ်တွေရဲ့အရွေ့ကတော့ကောင်းတဲ့ဘက်ကိုရွေ့နေတယ်လို့ကျွန်တော်တို့ကမြင်ရတယ်အဲ့လောက်ပဲကျွန်တော်ပြောချင်တယ်ကျွန်တော်ကတော့ဒီဓာတ်တော်ကြည့်တယ်ပေါ့နော်ပါတီကောင်းဆောင်တွေအားလုံးကသူ့နည်းသူ့အနေနဲ့တော့အရေးကြီးမှုရှိကြပါဒါပေမဲ့တိုင်းပြည်မှာတည်နေတဲ့
ဒီတမတော်ပေါ်မှာမုံတီးမှုနဲ့တိုင်းပြည်မှာတင်တဲ့အကျွေးတွေအားလုံးကဟာဒီတပ်ပုံတရားမတက်ပဲနဲ့ကျွန်တော်တို့ကနေတော့အားလုံးမတက်ပဲနဲ့ဒီလူပြန်တက်ရင်ကျွန်တော်တို့အရေးမရောက်ပဲနဲ့အနောက်ပြန်ဆုတ်သွားအနောက်ပြန်ဆုတ်သွားပြီးတော့ကျွန်တော်တို့ကဒါကြောင့်ကျွန်တော်ကြီးကြီးနဲ့လက်ရှိအကြံပေးနေတဲ့ပုံကိုယ်တွေကဒါနိုင်တော့အကြံပေးတဲ့ပုံကိုယ်တွေကသူတို့ကနိုင်တော့ရဲ့ကိုယ်ကူပေါ့ကိုပိုးပြီးတော့အရင်ကြီးကြီးတဲ့လူကိုပြင်ပေါ်တင်ပေးရမှာခိုင်းရလို့ပြသူကနောက်ဆုံးလာအဲ့တော့ကိုကနေရာယူတဲ့ပုံစံနဲ့မစဉ်းစားဘဲနဲ့နေရာပေးတဲ့ပုံစံနဲ့စဉ်းစားရမှာ UEC လို့လက်ရှိနိုင်တော့အကြံပေးကောင်စီနဲ့လက်ရှိခေါင်းဆောင်လုံးနေတဲ့ခုမင်းအောင်လိုက်တို့ကနေရာယူတဲ့ပုံစံမစဉ်းစားဘဲနဲ့နေရာပေးတဲ့ပုံစံစဉ်းစားခဲ့တယ်။တိုင်းပြည်အရေးရောက်ဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်ပြောတာပေးကစားသဘောပေါက်ပေးကစားမနေ့တနေ့ကကျွန်တော်ပြောပြဒါဥမာလေးတစ်ခုပြောပြတာပါနော်မနေ့တနေ့ကဒါမှမဟုတ်ရဖြစ်တာကျွန်တော်အလုပ်လုပ်နေတယ်ဒီအာဆင်နယ်ဘောမန်ဟုတ်လားအဲ့လိုဒီအော်ထော့ဆက်ဆိုတာနာမည်ကြီးတယ်မာတင်နီဆိုတာလည်းနာမည်ကြီးတယ်ဒါပေမဲ့ထော့ဆက်ကပထမကိုတည်သွင်းတယ်ဒုတိယကိုနဲ့တတိယကိုလို့သူကပါလဲဆိုတီချက်နဲ့ဒီကအဲ့ကောင်ပေးတယ်ဆိုအဲ့ကောင်ကခုနဝယ်တာနံပါတ်10တော့အခုဒီထဲမှာကျွန်တော်သိရနံပါတ်10ပဲအဲ့ကောင်နိုင်ဂျီးရီးယားသားနိုင်ဂျီးရီးယားသားဆိုတဲ့အခါကျတော့တဲ့သဘောကဒီကောင်ကဂိုးသွင်းနိုင်တဲ့အရေးအကြီးပေါ်ရှိတယ်သူကposition ရှိတယ်သူ့ပေးကစားကျွန်တော်ပြောနေတာပေးကစားဟုတ်တယ်နော်ဟုတ်တယ်အဲ့ကျွန်တော်ပြောနေတာဟိုဒေါ်သက်ခိုင်ဟိုဥပဒေကြောင်းအရာအရေးယူတာတွေမျိုးဒါကျွန်တော်ကဒါမှန်တယ်ဥပဒေတိုင်းလောက်တာတော့ကျွန်တော်လည်းကြိုက်တယ်ဒါကြောင့်မလို့ဒါပေမဲ့သူ့ရဲ့အည်သွေးကပုံတိုးသွားလို့မဖြစ်ဘူးဟုတ်တယ်ကျွန်တော်ပြောတာဟုတ်တော့ဒီလိုနည်းနဲ့ဒုံလုံးလဲဆိုတာတော့သူတို့ဘိုင်းပေါ့နော်ဒါကျွန်တော်တို့နဲ့မဆိုင်အဲ့ဒါကိုဟာလားကိုပါတီနိုင်လို့သုံးနဲ့တော့သက်ခိုင်ဟာဘာဖြစ်တယ်ညာဖြစ်ခဏစကားကြီးဒီလိုကလုံးပေါ့နော်သူတယောက်ဝေးလာဘူးဆိုတာကအချိန်ယူရတယ်ခုနလေးပဲနော်ခုနလေးပဲကျွန်တော်ရန်ကုန်ကမာလာတဲ့စာအုပ်ရောက်ဒီနေ့ပန်နယူလာပလာဇာမှာအခုကျွန်တော်နားတယ်အဲ့ဒီမှာဘုဒ္ဓရှင်တွေပေါ်လာတဲ့နေ့အကျန်းလေးပဲဖတ်ရသေးတယ်အကျန်းဒါသူတော့အဲ့ရောက်ဒီဟုတ်ရတာပါလေဆိုတော့အဲ့ဒီမှာသူကဘာကျဲလဲဆိုတော့ပထမဦးဆုံးလားဒုတိယလားလုပ်ခဲ့တာ PS ဆိုအဲ့ PS ဆိုတာဘုဒ္ဓကျော်တင်ရဲ့ PS ဆိုတော့ဒီတော့လိုက်ကောင်းဖြစ်တဲ့အခါကျတော့ရှင်းပြောလို့ရှိရင်ဘုဒ္ဓကျော်တင်ကလည်းသူ့ကိုဖန်ဖိုးပေးတယ်လို့ဆိုတာဘုဒ္ဓကျော်တင်ကိုဘုဒ္ဓကြည့်ဆွေးလို့ဘုဒ္ဓတောင်းတယ်လို့စသဖြင့်ဒီလိုတော့ဒီကပတ်ဒီလိုရလကားတော့ဘုဒ္ဓနဲ့ပြတာမဟုတ်ဘူးဘုဒ္ဓအလကားဟိုရှင်းပြောနိုင်ငံသားဟို NUG တို့ဘာတို့ကလည်းပေါ့ဆိုဘုဒ္ဓတက်ယူတဲ့ကောင်မဟုတ်ဘူးတကယ်တိုင်းပြည်ကိုချစ်ပြီးတော့လုံးသိလုံးတိုက်တာလုံးပြီးတော့မှဒီနေရာရောက်ဟုတ်တယ်ဆိုင်ဟုတ်တယ်နော်ကျွန်တော်ပြောတာအဲ့တော့ဒီကတော့တိုင်းပြည်စီစစ်ကိုကြားခဲ့တဲ့သူတွေဆိုတဲ့အခါကျတော့ကျွန်တော်ပြောနေတာကဘာလဲဆိုတော့ဒီလူတွေဟာချက်ချင်းပြစ်လာဟုတ်ဘူးသူပြောတော့ပြီးတော့အချိန်နဲ့ကာလပြီးတော့ခေါင်းဆောင်ချက်ဖြစ်အလကားတော့ဟုတ်တယ်တော့အလကားတော့မဟုတ်ဘူးကျွန်တော်ပြောနေတာအလကားတော့မဟုတ်အခုတိုင်းအောင်ကျွန်တော်ကလည်းတမတော်ဘက်ကိုဗာပြောလဲဆိုတော့ခင်ဗျားတို့ဟုတ်လားဟုတ်လက်ရှိဟာနော်ကျွန်တော်တို့ပုံစံပေါ့နော်ဟုတ်လားဟိုဒီလိုလူတွေလည်းသိမှာပေါ့ကြားရင်လည်းကြားဘူးအောင်တော့မင်းလေးလားတို့ဖြစ်ပူတာတို့ဆိုရဲဆိုပြီးကျွန်တော်ကတော့မေ့ပါဒါပေမဲ့တစ်ချိန်တုန်းကဓာတ်ရိုက်လူတွေနောက်အင်ဒိုနီးရှားမော်ဒယ်တို့လုပ်ကြတာကျွန်တော်တို့ဒီလိုလေးဒီကောင်းလေးလုပ်ကြတယ်ဆိုတဲ့အခါကျတော့ဒီလိုဟာတွေကကိုယ်နိုင်ငံတို့အသုံးတဲ့ဟုတ်ပါအကြောင်းကြီးဟုတ်တယ်နော်အဲ့အကြောင်းကြီးကဘူးတော့အသုံးမတဲ့အခါကျတော့ကျွန်တော်ပြောတာအင်ဒိုမော်ဒယ်ကို copy မလုပ်နဲ့တော့ရှင်းပြောလူဝိုင်းတစ်ချက်ခါရထိန်းချုပ်ထားတာကိုထိန်းချုပ်တဲ့စနစ်ကိုမသုံးမဲ့နဲ့နောက်ပြန်ထုတ်တဲ့စနစ်ကိုရှင်းသုံးအရဘက်ကတိုင်းပြည်ချင်းချင်းရှိတဲ့ကိုပေးလိုက်ပြီးရင်တိုင်းပြည်ကိုဘယ်လိုပုံဖိုးလုပ်တယ်ဆိုတဲ့စနစ်နဲ့
စစ်တပ်အနေနဲ့တော့၎င်းတော်လိုင်းရေးနေနဲ့တော့၎င်းနီးစနစ်နဲ့ပြောင်းပြီးတော့တိုင်းပြည်ကိုတန်လေကူစားဖို့ကျွန်တော်က proposal လုပ်တယ်ဒီလိုလူတွေကအဲ့ဒါကိုနားမလည်ဟုတ်ပြီတော့ပြောတာစစ်တပ်ကအသေးထုတ်ထားမှစစ်တပ်ကပါစနစ်25ရာခိုင်နှုန်းပါဝင်မှာပါကျွန်တော်ပြောတာကဒီလိုလုံခြုံရေးဥပဒေတွေကိုစစ်တပ်ကအတိအမှမပြုဘဲနဲ့ရှင်းပြောရင်လက်ခံခွင့်မပြုဘူးတကယ်တော့ရိုးရိုးလေးပဲဟောအင်္ဂလန်မှာလည်းရှိတာပဲအမေရိကန်မှာလည်းရှိတာပဲကဲတဲ့လုံခြုံရေးကနံပါတ်1လုံခြုံရေးကိုတပ်မတော်နဲ့ဟလာပြည်သူရေးကတိုင်ထားပြီးတော့ချမ်းတဲ့ကိစ္စတွေတုတ်ပေးလိုက်ဒီကသားမင်းတို့လုံးရင်လောက်လို့ဟေးအခုကြီးတယ်ဥတွေနဲ့ကြီးငါ့ကိုလာပြောနေတရားတည်ကြည့်တယ်တရားတည်ကြည့်ဘာလို့ကြိုးလို့ရစင်ကူမှာဒီနည်းနဲ့ထိန်းချုပ်ဟုတ်ပြီနော်အဲ့တော့သူတွေကပြည်သူတွေကကဘာမြင်တာဒီကောင်ကအယတာဆိုရတကယ်တော့ရှင်းပြောရင်ဟောအယတာဆိုရတို့ကူအောင်လုပ်လို့ရတယ်တိုင်းပြည်ကြီးငြိမ်းနေစီဝါရေးလုပ်ဆိုပြီးတော့လာတာဒါကြောင့်ကျွန်တော်ကformat ကိုပြောင်းဖို့တောင်ကျွန်တော်က proposal လုပ်တယ်ဒါပေမဲ့အယူဆွဲနေတဲ့လူတွေကအဲ့ဒီကိုကောင်းအောင်ပြောတာကျွန်တော်ပြောတာမှန်တယ်လို့ဆိုလို့ရှင်းတာကျွန်တော်တဲ့ဉာဏ်ပညာကြီးတဲ့လူတွေအများကြီးရှိဟုတ်တယ်မလားအဲ့တော့သူတို့စဉ်းစားပြီးတော့တိုင်းကိုကောင်းအောင်အများဆုံးလုပ်နိုင်ဘူးကောင်းပြီကျွန်တော်တို့ပြောတာကျွန်တော်တို့တရားတို့ကရှင်းပြောရင်စားကြရတယ်မလို့လုံးရအလုံးလည်းမလို့ဘူးကျွန်တော်ကတိုင်းပြည်နဲ့ပြည်တယ်ကျွန်တော်တို့ကလူရက်ပြီးတော့ဒီလုံးနေရမယ်အစ်မကြီးတိုင်းပြည်ကောင်းဖို့ပဲစေတနာနဲ့ပြောတာကိုဗမာပြည်ထဲမှာရှိတဲ့နိုင်ငံရေးသမားတော်တော်များများနဲ့စစ်ကောင်းတော်တွေကအတိအမှပြုပြီးဆိုရင်တော့ကျွန်တော်တို့တိုင်းအောင်မြင်မယ်လို့ပြောရတယ်ဟုတ်ပြီနော်တရားပြောတာနားတော့ကျွန်တော်လည်းဒီမှာကျွန်တော်ကဝိုင်းနေတာဒုတိယအချိန်ဒေါ်သက်သက်ကန်ကအတနာကောင်သာတင်နေချိန်မှာကျွန်တော်တင်နေဟာဒီအတနာကောင်သာတင်တဲ့ဥစ္စာကို UEC ကနေပြီးတော့သုံးပြခင်မှာတော့ဘုသောမင်းကြီးမရောက်လိုက်ဆိုတော့အတောင်းကြားမှာပဲအတောင်းကြားတဲ့ချိန်မှာဘုသောမင်းရောက်လိုက်ဒီချိန်မှာအချမ်းပေးပွဲတွေကနေပြီးတော့ပယ်ချလိုက်တာဖြစ်ပါလားဒါကိုဘုသောမင်းရောက်လိုက်ခေါင်းပြောပြီးတော့တောင်းခံတဲ့ဟာငါကောင်းတော့လုံးနေချိန်မှာနောက်ဟုတ်အနာ management တို့မှလည်းတောင်းထမ်းဆောင်ခဲ့ပြီးတယ်အဲ့ဒီတော့ငါဒီဥစ္စာကိုတော့တောင်းခံမှုတွေနဲ့ဒါပါတော့လုပ်ပေးသေးတယ်ဆိုတော့အဲ့ဒီပြီးတော့မတွေ့လိုက်ဘူးမင်းအောင်လည်းဆုံးမချက်မားရတာပေါ့နော်မားရတာပေါ့ဒီကတော့ဒီကဒီစစ်ချင်းဒီဥစ္စာဥပဒေအရကိုလုပ်ခဲ့ပြီးတော့ဒီဥစ္စာကိုအတန်းရတင်တဲ့ဟာနိုင်ရောကောင်းတင်ပြပါမယ်ဒါပေမဲ့နိုင်ရောကောင်းဒီမှာအကြံပေးနေတဲ့ပုံကိုယ်တွေကနယ်လိုမိုင်းတွေဖြစ်နေတော့ဘာမှလုပ်လို့မရဘူးသူတို့ကဂိမ်းကိုကစားဖို့တော့ပဲစဉ်းစားနေတယ်ဒီအခုလူတွေတက်လာတဲ့ဥစ္စာကိုနေရာပေးဖို့မစဉ်းစားဘူးဒါတို့ရိုက်ချမယ်ဆိုမဲ့အဲ့ဒီကိုနယ်လိုမိုင်းတွေနဲ့ရိုက်ချဖို့ပဲစဉ်းစားတယ်နေရာပေးဖို့အတွက်စဉ်းစားရမှာနေရာပေးတယ်ဆိုတာနိုင်တော့အကျိုးစီးပွားတဲ့ကိုနေရာပေးတာဒီလိုမျိုးတွေအတင်းကြပ်တဲ့မှာဒီပါတီကနေပြီးတော့အရသားတော်များများတွေမျိုးကြီးတွေလူငယ်တွေပါဝင်လာတယ်ဆိုတာနိုင်ငံတော်ရဲ့ဒါခွန်အားလေးပဲဒီတွန်းအားတွေကိုကျွန်တော်တို့တရားချနေမယ်ဆိုရင်ကျွန်တော်တိုင်းပြည်မှာဘာလို့တရားချစ်မွေးနေတာဘာလို့တရားချစ်မွေးနေတာဘာလို့ကောင်းဆောင်မွေးနေတာကျွန်တော်တို့ကကိုယ်သဘောတူမှဒီလူတွေကောင်းဆောင်လုပ်ရမယ်ဆိုတော့နေလုံးမိုင်းတယ်လို့ဖြစ်တယ်ကျတော့ကျွန်တော်ကဒီမှာတိုင်းပြည်မှာကိုပြည်သူကကိုနိုင်ငံလူတွေကအေးချင်းရှိလို့တက်လာတဲ့ဟာကြရင်နေရာပေးရတဲ့တတိတွေရှိရတောင်းအဲ့ဒါကိုတပ်မတော်သားတွေကသဘောမပေါက်ရတယ်ဘာလို့ရုရှားမှာပညာသင်ခဲ့တဲ့ဘယ်မှာပါတယ်ဒီပညာသင်တာဒီရေးစီရနဲ့ပတ်သက်လို့လက်ခံတယ်လူပုစတဲ့ရေးမှာတနေ့အဲ့ဒါဆက်ဆက်ရေးမှာလည်းသုံးသွားလို့မရဘူးနောက်တစ်ခုကတနေ့အဲ့ဒါစီးပွားရေးလုပ်နေတယ်လည်းသုံးလို့မရဘူးနိုင်ငံမှာရုရှားမှာပညာသင်တာလက်ခံတယ်ဘယ်အမေရိကပညာသင်လက်ခံတယ်ဒါပေမဲ့ဆိုရှယ်မှာဒီလူပုစတဲ့ရေးတိုင်းငါပြောနေတဲ့အတိုင်းအစ်မပြောဘူးတော့ဒီတော့ပါတီကတက်ကြမယ်ဆိုရင်အမျိုးသမီးရဲ့ဖြစ်တဲ့အတွက်ကြောင့်နိုင်ငံကဘေးအိန္ဒိယနိုင်ငံနဲ့ဝေဖန်မှုအတွက်ကြိတ်ကိုထုတ်ချမှုအတွက်ဒါတော့ချိန်သွားတယ်
အဲ့တော့ဒီနိုင်ငံတွေကိုဝင်လို့ရှိရင်လည်းဒီကမှအရန်လာအဲ့တော့သူဒီပါတီလေးနိုင်သွားလိုက်တာနဲ့ကျွန်တော်နိုင်ငံရေးဟာမပြေရှင်းနိုင်တဲ့25ရက်ကတော့တောင်းသွားတယ်မပြေရှင်းနိုင်25ရက်တော့ပြောင်းသွားတယ်အဲ့ဒီမှာပြည်တော်ပါတီကလူကအရေးရှိတဲ့စကားတွေပြောလိုက်ရင်40-50တက်တယ်ဒါမှမဟုတ်လည်းကျွန်တော်တို့ကတဲ့ဘူးပါတီပဲပြန်တက်လာမယ်ဘုတို့မရောက်နိုင်လို့အုပ်စုပဲပြန်တက်လာမယ်ဆိုရင်ဒီအကြံပေးနဲ့ပဲပြန်သွားမယ်ဆိုရင်အဲ့တော့အာဆီယံထဲမှာ5 ဂျူဆန်လို့ဒီအဲ့ဒီကိုယုံကြည်မှုဆိုတာဟာလေပဲတိုက်တော့ပြန်ပတ်နေမယ်ရိုဟင်ဂျာကိစ္စလေအဲ့ဒါလည်းတိုင်ပြန်ပတ်နေတယ်အဲ့တော့ကျွန်တော်တို့ကပတ်သက်ပြီးတော့ပြဿနာတွေပဲလက်ပြင်းစင်းနဲ့အသက်တွေကိုအောင်ပြောပေါ့နိုင်ငံတော်ကထိုးတယ်လို့မထိုးတယ်ဘူးဒီပြဿနာပဲလက်ပြင်းစင်းနေရဟုတ်လားဂျားလူတင်လိုက်လို့ရှိရင်အဲ့ဒီပြဿနာတွေကိုဆွဲခေါ်ကြမလို့ပဲနဲ့ပြီးသားသွားလို့ရတယ်အဲ့ဒါလေးကိုနိုင်ငံတော်အကြံပေးတွေကနေတော့ဒီအကွက်လို့မြင်ရလားသူကမေးတာကြီးတယ်နိုင်ငံတော်အကြံပေးတာကျွန်တော်နားတော့လူသားတွေနဲ့သူတို့ကလည်းလက်ရှိလုံးတော့ဒီဟာသူကနေမဖယ်ဘူးအဲ့တော့သူတို့လူချင်းသူဖြစ်နေတဲ့လူတွေကအတင်းဂိမ်းကြီးစားဆိုလိုက်လို့ဒါမရဘူးဗျနိုင်ငံတော်ရဲ့အမြင်မှာဒီမှန်းလောက်တယ်လို့အောင်ဒါပေမဲ့လက်ရှိအကြံပေးပုံပုံတွေနဲ့ယူရပြန်နေတော့ဒီယူဘောက်ကိုအကောင်းဆုံးနောက်တော့ပေးရတာအကောင်းဆုံးပဲကောင်းလို့ပြီးနောက်ဆုံးပဲတမပါနဲ့တော့နိုင်ငံတော်တို့အနစ်နာခံနေဆိုတော့အဲ့ဒါပြောတာနိုင်ငံတော်ဖြစ်တယ်ဆိုအနစ်နာခံတယ်အခုကအကြံပေးလို့လည်းလူကအနစ်နာခံနေတဲ့လူတွေနဲ့တက်လက်နေရာပြည်ရေးပြီးတော့တိုးတာတယ်အခုစားပြပေါ်လာတယ်ကြားပြပေါ်လာဒါလည်းကျွန်မပြောချင်ဘူးကြားပြပေါ်လာအတွက်ကြောင့်ကျွန်တော်နိုင်ငံမှာအခုအကြံပေးတွေကဒါနဲ့ဖွက်နေတာဘာဖြစ်လာလဲဒါလည်းအမှုတွေတရားနဲ့မထုတ်ပြဘူးတရားနဲ့ထုတ်ပြလာရင်အခုတော့အခုလားကျွန်တော်တို့ကနေပြီးတော့သူ့စိတ်တွေဒေတာနဲ့ပုံကိုယ်တွေကနေပြီးတော့ဒေတာနဲ့ပြည့်တော့ဘုရားကြီးမင်းအောင်လိုက်မှာဖြစ်တာမလှတော့ကိုယုံကြည်ရကြပြီးတော့သူတော်ကောင်းဘွဲ့ခံသူတော်ကောင်းဘွဲ့ကိုပေးရတဲ့ဟာတွေဒီရကောင်းဘွဲ့ပေးရလို့ကိုကကြဲလောမပြောရဲဘူးဆိုကြတဲ့ကိုရဲ့ဒီလက်သူကြီးကဆိုတော့ကြောက်တောင်းယူတောင်းကောင်းမရှိတော့ပေါ်လာတယ်အဲ့တော့ဒီတားတဲ့ကိစ္စကိုဆွဲတင်လိုက်ရင်ကျွန်တော်တို့ဒီတန်းတဲ့ပြည်ပါတီမှာပါခဲ့တဲ့ခေါင်းဆောင်တို့တွေရတယ်မချုပ်ရှိရဖြစ်လာနိုင်အဲ့ဒီတော့ကျွန်တော်တို့ကအရွေးကိုမရောက်ပဲနဲ့အဲ့ဒီမှာတိုင်တာပြန်ပတ်တော့တိုင်ပတ်လို့မလုပ်ချင်တော့ဒါတော့ပြည်သောတို့ပါတီကအားကောင်းတဲ့တင်မှာသူတို့ကိုနေရာပေးလိုက်ပြီးတော့ဟိုနောက်ထုတ်လိုက်ရင်တို့တိုင်းအရေးကြီးတယ်လို့ကျွန်တော်အဲ့လိုမြင်တယ်ကြည့်လားဒီနေ့ဒေါ်နယ်ထရမ့်ကလာမြန်မာနိုင်ငံရဲ့အများကြီးကောင်းလို့မြန်မာနိုင်ငံကတော့ကျွန်တော်ပြောဒေါ်နယ်ထရမ့်ကြီးရဲ့အချိန်မှာခင်ဗျာအမှန်တိုင်းကိုတင်အမှန်တိုင်းပြောဒါတွေဖြစ်တယ်ဆိုအတိုင်းလျောက်သူ့ဒီနားရောက်မှာပေါ့နော်အခုကျတော့သူ့ policy ကပြတ်တယ်ရောyes or no ပဲနော်ဒီလိုပဲဘာလို့ဆိုတော့နော်ကျွန်တော်တို့ကအဲ့ဒီချိန်မှအခွင့်ကောင်းမရအောင်ယူနိုင်ဘူးဆိုရင်တော့ကျွန်တော်တင်တယ်လေဒါကနှစ်90နှစ်80မှာပေါ်လာတဲ့ဒီချိန်နဲ့အဲ့ဒါဆိုရင်တော့ညံ့နှွားအားကြီးတယ်လို့ပြောလို့ရတယ်။ဘာလျံမလို့ဒီကောင်ကအမှန်ကြိုက်တာအမှန်ကိုကြိုက်တယ်ဟုတ်တယ်အမှန်ကိုကြိုက်တဲ့အတွက်သူ့နိုင်ငံမှာဖြစ်နေတဲ့ပြဿနာဒီမိုကရက်တစ်တွေစောက်သုံးကြတဲ့အားတွေကအကုန်လုံးအပြေပေါ်လာအခုကဘာကြီးမှာတော့ကြည့်ပြောတုံလို့သွားတယ်ဒါထမ်းမယ်ကျွန်တော်တို့ကဖတ်ရှုံးပြီးတော့ပြန်တက်လာဖို့အတွက်ရှင်းပြောကျွန်တော်တို့ကစီးရုံးနေရှင်းပြောကျွန်တော်ကအမေရိကန်မဟုတ်ဒါပေမဲ့ကျွန်တော်တို့ကအမေရိကန်မှာရှိတဲ့လူတွေကိုပြောတယ်သူတို့ကလည်းအားပေးတယ် thank you ဘာလို့ကိုယ်နဲ့စိတ်ကူကိုယ်လိုဖြစ်တယ်ပေါ့တို့ရဲ့အခါကျတော့သူနိုင်လာတယ်အကျဉ်းမှာတိုက်ပြီဘောအကောင်းပဲကျွေးလာဒါကတော့ကျွန်တော်တို့မသိနိုင်တာတွေလည်းရှိမှာပေါ့ဗျာကိုယ်အလုံးတော့မဟုတ်ပါဘူးသူတို့တတ်နိုင်တဲ့လူတွေလုံးကြပါစေဒါပုံကောင်းပါတယ်ကောင်းလာတဲ့အချိန်တွေအဲ့ဒါကိုတော့ကျွန်တော်တို့ကလက်ရှိကောင်းဆောင်တွေပြောလို့မရဘူးသူတို့ညံ့တယ်လို့တော့မဟုတ်ဘူးသူတို့လုံးနေတယ်လို့ထင်တယ်အပိယပြဿနာတော့ဘာလဲဆိုတော့ကျွန်တော်ကပြောတယ်ဟိုရှင်းလေးပဲအဲ့ဒါဘာလဲကျွန်တော်အတွေ့အကြုံများပြောရင်ဟလားနော်ဘာခေါ်လဲဆိုတော့ကိုင်းခင်ဗျားတို့ကကိုင်းမင်းဆိုတာတွေ့ကြမှာတွေ့ဘူးကိုင်းမင်းဆိုတာအမြစ်ကပွားတယ်အားပွားတယ်မြစ်ကိုင်းမင်းဆိုတာရှင်းပြောတဲထဲမှာအမြစ်ပွားတယ်တဲထဲမှာလည်း
အဲ့တိုင်းမင်းရှိရင်ဘာပင်မှမခံနိုင်ဘူးဒါနဲ့သူကမြေဩဇာတွေစုပ်သွားအဲ့တော့ချက်စုံဆိုင်လဲချက်စုံမဖြစ်ဘူးဘာဆိုင်တွေဘာမှမဖြစ်အဲ့တော့တိုင်းမင်းကိုခေါ်ပြီးတော့မီးရှို့အဲ့တော့ဆိုလိုတဲ့တော့တိုင်းပြည်မှာအချက်လုံးတဲ့ကောင်တွေကတော့မထားနဲ့ခေါ်တုတ်တင်ပြီအဲ့လိုတတ်ကြည့်ရှိတဲ့ကောင်အတိုင်းပြည်နိုင်ငံရေးကောင်းတော့ဖြစ်ကိုပြရဟဲ့လားတော့ကျွန်တော်ပြောရင်အချမ်းပြကိစ္စကျွန်တော်တို့ကပြောတယ်စင်ကာပူမှာနေတဲ့အခါကျတော့သိတယ်ဘာလို့ဆိုတော့စင်ကာပူမှာအင်တာနက်လောဆိုတာရှိတယ်အင်တာနက်သုံးတယ်ရုံသုံးအောင်ဗမာပြည်မှာတော့ဟောပေါ့ဒါဒီ electronic ဘာညာဆိုပြီးတော့နောက်ပိုင်းမှာလုပ်တာအဲ့မဲ့သူတို့ကနောက်ကျတယ်အရေးယူမှုတွေလည်းနောက်ကျတယ်ဦးသိန်းစိန်လည်းအရှင်းပြောရင်ပြီးပြီးရောဆိုလွတ်လိုက်အဲ့ဒါကြောင့်ဒီလိုပြတ်ဆိုင်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ကဆိုပါစို့ဝပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ငင်းငင်းရေးယူငင်းငင်းရေးတစ်ချက်စဉ်းစားမှာသူတို့ကနံပါတ်1ကိုယ့်ရဲ့ဥပဒေကိုလိုက်နာတယ်နံပါတ်2ကဟလာ illegal စီးပွားရေး process နဲ့အသက်ရှင်မှုကိုဖွင့်ပြမှုကဒါကိုကျွန်တော်တို့ကဘယ်လိုစူးစမ်းရမလဲဘယ်လိုဥပဒေရထိန်းချုပ်ရမလဲဆိုတာကိုနားလည်အဲ့တော့ဗမာပြည်မှာတော့ဗာလဲဆိုတော့ဘုသူတင်ချင်းလို့လည်းစိုင်းတိုးတာဒီကျဲဥပဒေများကိုလိုက်နာပါမည်ဆိုပြီးတော့စိုင်းတိုးလာအဲ့တော့နောက်ပိုင်း electronic အခုဆိုလေကြားပြဆိုတာဒီကွန်ပျူတာနဲ့လုပ်တဲ့ပစ္စည်းတွေအင်တာနက်နဲ့လုပ်တဲ့ပစ္စည်းတွေ worldwide လုပ်ဆိုတော့လိုက်မမီတော့ဘူးဒီကျဲဥပဒေရအဲ့ဒါတွေမရှိဘူးလေဆိုတဲ့အခါကျတော့ရှင်းပြောလို့ရှိရင်သဘောကလက်နဲ့ချတယ်ဆိုပြီးတော့အမီရောင်ပေးတယ်ပြီးရင်နေပြည်တော်ကိုကြီးလို့လိုက်တယ်အဲ့နေပြည်တော်ကမှကျင်းတာလုပ်တော့တာဥပဒေပြင်မအလုပ်တွေအကုန်လုံးပေါက်တက်ခဲ့ရလို့အဲ့တော့ကျွန်တော်တို့ကဒါကြောင့်ကျွန်တော်တို့ကပြောတယ်မီဒီယာတို့အင်တာနက်တို့ဆိုတာကပြောသလောက်မလွယ်ဘူးဟုတ်လားနော်ပို့ပြီးချေဝန်းတယ်ဒေတာလေးလာပြီးမှဥပဒေတွေရအသုံးပြုခွင့်ပေးတင်တယ်လို့ကျွန်တော်တို့ကပြောတယ်အဲ့တော့ဒီမိုကရေစီရောက်ချင်တယ်ဆိုတဲ့စနစ်နဲ့ Facebook ကိုလည်းမသိဘူးဆိုတော့ကတယောက်မြန်မာ Facebook မရှိဘူးဟောအဲ့ Facebook မရှိတဲ့တခြား channel ကနေပြီးတော့ပေါင်းတက်ခဲ့လို့ဒီလိုပြီးတော့ဒီရှားရှားကြီးပြပြီးတော့ဗမာတွေကိုဟုတ်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့အားလုံးလို့ဒီပညာအသစ်တွေကနေကျူကပေါ်လာတာအဲ့ဒါကိုအားလည်ပြီးတော့ဥပဒေကိုလိုက်လုံနိုင်မှတော့ကိုတိုင်းပြည်ကလွတ်လပ်ခွင့်ဆိုတော့ပို့ပေးလို့ရလို့ဆိုရင်တော့နေပဲဖြစ်တင်တယ်လို့ပြောတော့ဒီကတော့ကိုယ်ကငင်းငိုင်းဆိုပြီးတော့ကိုယ်ကအုပ်ချုပ်မှုတွေပြလိုက်တယ်ကိုယ်ကအုပ်ချုပ်မှုတွေပြလိုက်တယ်ကြီးပွားရေးလုပ်ပိုင်မှုတွေပေးတယ်အဲ့တော့တိုင်းပြည်လည်းအကျိုးမရှိဘူးနော်အဲ့လုပ်ပိုင်မှုတွေပေးတော့ဒီမှာကျွန်တော်တို့ကဘာလဲဆိုတော့ပြည်နယ်ပါစီဆိုတဲ့သဘောတရားနဲ့သူ့ရဲ့အတိုက်အခံပြည်နယ်ကိုတမတော်ကနေမှားတာသူ့အတိုက်အခံပြည်နယ်နဲ့တယောက်တော့သဘောထားချင်းပြည်နယ်ပါစီလို့လုပ်လိုက်တာဒါပေမဲ့အဲ့ဒီလုံးလိုက်တဲ့ဥစ္စာတွေကပြဿနာနောက်ချိန်မှာရှင်းရအမှန်တော့ခက်တဲ့ပြဿနာတွေဖြစ်တာတကယ်တော့ငြိမ်းချမ်းရေးတကယ်လုပ်ကြည့်ရင်ငြိမ်းချမ်းရေးတကယ်လုပ်ကြည့်ဒီဝဲပြရပါဥပမာဆိုလို့ကျွန်တော်တို့ကဒီလူကအဲ့ဒီနေရာလေးမှာကျွန်တော်တို့ကလုံးပန်ပြည့်ပေးတော့ဒီလူပဲလုံးပန်ပြည့်ပေးတဘုံကိုလုံးကြီးလိုက်လုံးပန်ပြည့်ပေးလက်နဲ့ဝယ်မယ်ယူနီဖောင်းဝယ်မယ်အင်အားရှိတာရင်ပြန်တိုက်မယ်လက်နဲ့ဝယ်မယ်အင်အားရှိသူကငကိုတဲ့လားအဲ့ဒါလုံးကျင်လို့လုပ်နေတာတော့ကျွန်တော်တို့ကပြည်သူလာနေရာပေးလိုက်ရင်တကယ်တော့ပြည်သူဆိုတာနိုင်ငံတော်ရဲ့ first runner အစိုးရက first runner မဟုတ်ဘူးပြည်သူကသူ့ရဲ့တာဝန်ကိုသူကကျဲတွေလောက်ကစားတော်ရင်းနဲ့တဘုံကသူ့ကြောက်သွားတာပြည်သူကလောက်ကမပေးဘဲနဲ့အဲ့ဒီပြီးတော့အပေါ်ကနေပြီးတော့သဘောတူမှာဟာသဘောတူမှာဆိုနေဘိုးဦးကြီးတို့ထုတ်တယ်တော့လဲပြီးတော့အခုကိုယ်ပိုင်အုပ်ချုပ်မှုတွေပြီးတော့ဝါပြည်နယ်မှာဒီမှာမဟုတ်လို့ကြံပြီးတော့သွားလာလို့ကြောက်လို့မရဘူးအဲ့ဒါဘယ်လိုဖြစ်လာလဲဒိဋ္ဌာဖြစ်လာတယ်ဟောဒါဝါပြည်နယ်မှာဗမာစကားကိုကောင်းမရှိတော့ဘူးအဲ့တော့ဒါတွေကကိုယ်ပိုင်အုပ်ချုပ်မှုပြီးတာఅనిစားပြီးတော့နိုင်ငံပြိုကွဲရေးလောက်တာဖြစ်တာအဲ့ဒါဘာလဲဆိုရင်တမတော်ကောင်းဆောင်တွေရဲ့အားနည်းချက်တွေတမတော်အားနည်းဘာလို့သူကအားနာပြီးတော့သဘုံတွေဖြစ်နေတာကိုလိုက်လုပ်ပြီးနေတာပြည်သူတွေဖြစ်နေတာကိုလိုက်လုပ်ပြီးတာအမှန်တမတော်ဆိုတာကနိုင်ငံဝန်ထမ်းတစ်ခုပြည်နေပြီးတော့ဒီပြည်သူတွေရဲ့အကျိုးကာဝယ်ဆောက်ရှောက်မယ်ဆိုတော့အတိတရားနဲ့သွားရမှာအဲ့ဒီတဘုံနဲ့အကျိုးတူစီပွားရေးတက်လို့မဟုတ်ဘူး
တိုင်းပြည်မှာတပ်မတော်ကသဘုံနဲ့ဒိုးတူစူပါရီရှောက်လို့အဲ့ဘက်တော့ကျွန်တော်တိုင်းပြည်ကရေးကြောင်းပြလို့ရှိရင်ခါပြက်ပြက်နေတော့ဘာမှလုပ်လို့မရဘူးဒီလူကတကယ်တော့ဒီနိုင်ငံမှာဂျိုရသူ့အသက်ကွန်ကြောင့်ပြုရင်လည်းတိုက်ပြုံးဝင်ပြီးတော့အသက်ကွန်ကြောင့်ပြုရင်လည်းတောင်းဆိုတာမရှိတော့ဘူးသူကမရှိတော့ဘူးဘယ်လိုမှမရှိဘူးအားတော့ဒါတွေကဟိုပေါ့ဗျာအားလုံးက complicated ပေါ့နော်ဝင်နေတော့1960ခုနှစ်ပါဟလားဖတ်ကြည့်တော့ကျွန်တော်ဟို community ကိုတော့ကနေကောင်းရဲ့စာတွေလည်းဖတ်ကြည့်ရဲ့အခါကျတော့သူတို့ကကျင်းတော့69ခုနှစ်လောက်ပဲကွာကျင်းတော့ရုပ်ပြီးရုပ်ပြီးဟောဘာသိနေအဝေးရောက်ဟာနော်ဘာတိပေါ့ဟောဆိုရဲအခါကျတော့အဲ့ဒီဒီကတော့ဟိုရုပ်ပြီးရလဲကျွန်တော်တို့ပေါ်မှာ dishonesty ပေါ့ဝင်လေးတော့ dishonest ပေါ့ရိုးသားမှုပေါ့ဒါဝါရရေးအခြေခံပြီးခဲ့တာပေါ့နော်ဝါရရေးအခြေခံပြီးခဲ့တဲ့အခါကျတော့ dishonest ဖြစ်တော့ဒီပါတီကနေတောက်ပတ်နဲ့community ဘာသာရေး community ပါတီကိုဟလာ ideology နဲ့ community ပါတီကိုပြည့်စုံမှုဆိုတာလေဒီလိုပေါ့ဒီကြားထဲမှာပူဆိုတာဝါကို community စိတ်သွင်းခဲ့တယ်သိငယ်တယ်ဒါပါတော့သူတို့မကျေနပ်လို့ခေါင်းဆောင်တွေကိုတော်လာတစ်ပိုက်သူတို့ကိုယ်တိုင်က community ideology ရှိတယ်ဟာဘိန်းလုပ်တယ်ဇီဝရေးလုပ်တယ်တိုင်းပြည်ထဲမှာငြိမ်းချမ်းရေးယူတယ်ဆိုတော့ကျွန်တော်တို့ကရှုံးတယ်ဘယ်လိုတွေ့ကြည့်ရှုံးတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဥပဒေကိုသူတို့ကအမေရိကန်လိုက်နာတာပဲပြည်ပြီးတော့တကယ်မလိုက်နာဆိုတဲ့အခါကျတော့ခင်ဗျားစဉ်းစားကြည့်ကျွန်တော်320 state နော်အရာရှိပေါက်စားလို့ပဲခေါ်ဘာပဲခေါ်နောက်320 state သူတို့အရှင်းပြောလို့ရှိရင်ဗျာဟိုဖာတယ်မတော့မဟုတ်ပါဘူးအိမ်တော်တယောက်ကို1000လောက်ပေးနိုင်တယ်ဆိုတော့ကျွန်တော်ဝင်လို့ရအလကားပြောဟုတ်ပါလားဆိုတဲ့အခါကျတော့ဝန်ထမ်းတွေပြည့်စည်ကုန်ဟောနော်သူတို့ရဲ့ဘိန်းစည်းပွားတဲ့လုပ်ငန်းကြောင့်ဒီလိုဖြစ်အဲ့ဒီလုံးနဲ့ကဘိန်းစည်းပွားရောအပြတ်အဲ့တော့စစ်တပ်ကလည်းချက်ပုံစံကြီးရအမတိကဘိန်းမလို့အောင်နိုင်ငံရေးမလို့အောင်ဘာလာရေးမလို့ဒီသုံးချက်နဲ့ပဲပြန်ဆိုတော့အဲ့ဒီအချိန်တုန်းကတော့တိုင်းပြည်တွေကိုဘိန်းသွင်းလို့မရဘူးဘယ်လိုတို့တော့သူတို့ကအဲ့ဒီဟာတွေနဲ့ကြီးွားလာတဲ့အခါကျတော့ရှင်းပြောရန်ကုန်မှာဘာကန်ထရိုက်လုပ်လို့မချောက်တဲ့ပိတ်တာကျွန်တော်တို့ကဟလာဘာပါတော့ဗျာဟို100ဝယ်တဲ့အချိန်မှာသူတို့က300ဆိုလဲဝယ်400ဆိုလဲဝယ်ဒါကျွန်တော်လက်တွေ့ပြတ်သားလာဆိုတဲ့အခါကျတော့ဒီစီးပွားရေးလုပ်တယ်ဆိုတဲ့ကိစ္စတွေကဒီကမတ်တာငင်းချင်ရေးနဲ့လုပ်လို့မရအဲ့တော့ခုကြားပြဖြစ်တာဘာမှမဆန်းဘူးကျွန်တော်တို့ကတော့နိုင်ငံခြားထွက်ထားပြီးသားနိုင်ငံခြားနေတယ်တည်ထားပြီးသားဒီကိစ္စတွေဘာလို့တည်ထားပြီးသားဆိုတော့နိုင်ငံခြားမှာစင်ကာပူလိုတိုင်းပြည်မှာလို့မျိုးမှာတောင်းဟုတ်လားနော်အခုဒီလိုဟုတ်လားillegal business လုံးလို့စူးစမ်းနေသေးတယ်ဆိုဗမာပြည်လိုအစိုးရအမိခံပြီးတော့ဟလာ share လို့ပေါ့နော် share လို့ဟလာအာဏာရသွားတဲ့လူတွေကတိုင်းပြည်ထဲမှာထိုက်လုပ်ပြီးတော့ကြားပြန့်လို့ဟာမျိုးလုပ်တာဘာမှမဆန်ကျွန်တော်တို့ဒီနေ့ဆိုရင်ဖုန်းတစ်ခုလာတယ်အမေရိကန်ကဖုန်း illegal ဖုန်းဆိုရဲဆိုတော့ကျွန်တော်တို့ကဒီတိုင်းပြည်မှာဒါသိနေတော့ဗမာပြည်ဘာဖြစ်မယ်ဆိုတာလေကျွန်တော်တို့ကသိနေဗမာပြည်စင်ကာပူနိုင်ငံမှာ LMS multi level marketing ဆိုတာလုပ်အစီအပြေတော့အစိုးရကနောက်ဆုံးပေးလုပ်တယ်အစိုးရနောက်ဆုံးကျပိတ်လိုက်တယ်အဲ့ဒီဥစ္စာဗမာပြည်ရောက်သွားတယ်ကျွန်တော်တို့ကသိနေတော့အဲ့တော့နိုင်ငံဗမာပြည်မှာနိုင်ငံရေးလုပ်တဲ့လူတွေဟလာဥမာတို့မောင်မောင်ဆိုးတို့ဆိုပါစို့လူတော်ဝင်လုပ်တဲ့မောင်မောင်ဆိုးတို့ဟလာဆိုတော့ကျွန်တော်တို့ကပြုံးတယ်ဘာလို့ပြုံးလဲကျွန်တော်တကယ်ကြီးတွေကိုတေးတော်သေးသွားပါဘူးအဲ့ဒါဘာလဲဆိုတော့ multi level marketing နော်တရုတ်ပြည်ကရိုးရီးယားလာတဲ့ဟလာ supplement ရောင်းရင်းနဲ့ multi level အဲ့တော့တိုင်းပြည်ရဲ့တကယ်စီးပွားရေးလုပ်မဲ့အလုပ်တွေကိုမလုပ်ကြဘဲနဲ့ဟလာလွယ်ကူနဲ့လုပ်တဲ့စီးပွားရေးတွေကိုတိုင်းပြည်ဆိုတဲ့အစိုးရအမိခံတဲ့လူတွေကလုတ်ခဲ့တယ်ဆိုတဲ့အတွက်ဒီတိုင်းဘယ်လိုမှမတိုးတဲ့ဘူးလို့ဖြစ်ပဲဟုတ်လားကျွန်တော်တို့ကတွက်လို့ရတယ်လေဟုတ်တယ်မလားတွက်လို့ရတာပေါ့
ဘယ်လိုလုပ်လို့စင်ကာပူလိုတိုင်းပြည်မှာဒီလိုတင်းကျပ်ပြီးတော့ဒီလိုဟာအလုပ်ကိုဟာလားကျွန်တော်တို့ဆိုရင်တစ်နှစ်ကိုငွေ1000စင်ကာပူဒေါ်လာ1000စုလို့ဆိုတော့မလွယ်ဘူး။ဘာမှအပြင်မှာစင်ကာပူ1000ဟောမလွယ်ဘူးတော့ဗျာပညာစဉ်းစားကြည့်နော်တကယ်ဟာလား process အတိုင်းသွားလုပ်ဖို့ဆိုတာမလွယ်ဘူး။ဒါပေမဲ့ဘာမှအပြင်မှာ1000တို့1000တို့ဟာလားတော့တကယ်နော်ဟိုစီးပြောလို့ရှိရင်ဖန်ဆိုတဲ့လုပ်တဲ့ကောင်ကလည်းအာနာဘန်ဒီနေ့ဘန်ပေါ်ရာကြီးလည်းပြန်ကြည့်လိုက်နော်ရှင်းပြောရင်ပရိုနီလို့အမည်ခံတဲ့ကောင်တွေလည်းကြည့်လိုက်နော်စစ်အစိုးရဗိုလ်ချုပ်တွေနဲ့ပေါင်းပြီးလှုပ်ရှားတဲ့ကောင်းကြီးပဲအကောင်းတော့မလို့လွတ်တယ်ဆိုတာခင်ဗျာကျွန်တော်လဲပြက်ပြီးအသက်ခံရတယ်ဟောအသက်ခံရတယ်ဆုံးလို့တဲ့တော့ဒီလိုမီးနဲ့စီးပွားရေးလှုပ်လာတဲ့တိုင်းပြည်မှာဟုတ်လားစီးပွားရေးကမှန်မှန်ကန်ကန်မရှိခဲ့တဲ့ဒီလူတွေကြက်တဲတာကဘယ်သူမှတောင်းရှိဒါဘောဟုတ်တယ်ဘယ်သူမှတောင်းရှိအဲ့ဒါကိုတချို့လူတွေကညာသေးတယ်ဟုတ်လားဟိုစီးပြောရင်ဒီကွက်တွေကိုရအောင်လုပ်နော်ကျွန်တော်တငယ်ချင်းတွေထဲမှာလည်းရှိပါတယ်ကျွန်တော်ကတိပြီးသားမို့လို့မပြောချင်လို့ဒီနာမည်တွေကကျွန်တော်တငယ်ချင်းတွေမှာရှိတော့ဒီကွက်တွေကိုရအောင်လုပ်ပတ်စံတွေဟလာဟောပေါ့ဒီလေးကပေးပြီးတော့မြေခွက်လိုင်စင်တွေ grant တွေရအောင်လို့ပြီးလို့ရှိရင်အရေးရှင်ဟလာနိုင်ငံခြားလာမယ်ဆိုလို့ရှိရင်ငါးစားဖို့ကြံစည်တာစသည်ဖြင့်ပေါ့အများကြီးပဲကျွန်တော်တို့ကတွက်ထားပြီးသားဒါတွေကနောက်ဟိုရှင်းပြောရဲဆက်အစုပ်လုပ်တွေဝယ်ပြီးတဲ့အခါဟဲ့ပါချင်းနဲ့ဆက်ရုံလုပ်ရုံထောင်းတတိအပြီးခံဟလာနော်နောက်ဆုံးရှင်းပြောလို့ရှိရင်ဘန်တွေကလည်းရှင်းပြောရဲသူတို့ကဟိုဗိုလ်ချုပ်တွေနဲ့ပေါင်းပြီးတော့မတရားရထားတဲ့ငွေတွေနဲ့မြေကြီးတွေကိုရောင်းတာဝယ်တာလုပ်တာမတရားရတာတဲ့ငွေတွေနဲ့ဒီစီးပွားရေးကြီးကိုလေပတ်နေတာကိုကျွန်တော်တို့ကမှန်မှန်ကန်ကန်လုပ်တယ်လူတွေကိုအားပေးတာကိုဟုတ်လားတချို့လူတွေကလက်မခံဖြစ်ပေါ်အဲ့ဒီလေကအတိုင်းပြည်ကောင်းဖို့တော့မဖြစ်သေးဘူးဟုတ်ဒီလူတွေကအာဏာရဖို့ကြိုးစားနေတယ်ဆိုမှမဖြစ်သေးဘူးကျွန်တော်ပြောတာစစ်သားဟောင်းတိုင်းတိုင်းပြည်ကိုမကောင်းဘူးလို့မဆိုလို့တိုင်းပြည်ချစ်ခဲ့တဲ့စိတ်ရှိတယ်တိုင်းပြည်ကောင်းခွဲတဲ့စိတ်ရှိတယ်ဥနေဝင်းကိုယ်တိုင်လည်းပြောခဲ့ပြီးသားတချို့စစ်သားတွေကဘူးမသိဘာမသိနဲ့မိမဖက်မဲ့ဖက်အိတ်လိုက်ရင်ကိုပဲရှင်းပြောလို့ရှိရင်အာနာအကြီးပြောသွားတယ်ဆိုတော့ဥနေဝင်းလည်းကိုယ်တိုင်ပြောခဲ့တာနော်ဟိုတိုင်းတဲ့လူတွေပြောတာမဟုတ်ဘူးဆိုတော့ဥတိုင်းရွှေကဘာမလို့လဲဟုတ်တယ်ဘုချုပ်တင်အောင်မြင်ဦးကဘာမို့လို့လဲဟုတ်တယ်ဦးသိန်းစိန်ဘာမို့လို့လဲဦးသိန်းစိန်အဲ့ဒီလုပ်တယ်မလုပ်ဘူးဒါပေမဲ့သူ့လက်အောက်ကလုပ်တဲ့လူတွေမရှိဘူးလို့ကျွန်တော်ပြောရဲလားလောင်းရင်းစားရင်ကျွန်တော်အလောင်းထပ်နဲ့ပြောရမယ်ဘာပဲပြောရင်လဲဟုတ်လားတော့ကျွန်တော်တို့နေတာဦးသိန်းစိန်ကိုပြစ်တင်တာမဟုတ်ဘူးကျွန်တော်ပြောတာကတိုင်းပြည်မှာရှိနေတဲ့ institution တွေ0တွေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကပြောတာဆိုတော့တိုင်းပြည်မှာ side effect တွေပေါ်တယ်အဲ့ဒါကိုပဲပြောတာဒါကြောင့်ကျွန်တော်တို့ကတိုင်းပြည်အတွက်ကောင်းအောင်လုပ်မယ်ဆိုတဲ့လူတွေကအာဏာပေးမယ်ရတယ်ဘာမှပြန်ဒါပေမဲ့ဒီလိုတွေဖြစ်ခဲ့တယ်ဆိုတာသူတို့သိဖို့လိုတယ်လေမလို့လားဟုတ်လို့ပါဘောအခုဟုတ်လားအခုဥက္ကဋ္ဌသမ္မတဖြစ်မယ်ဗျာဥက္ကဋ္ဌဒုသမ္မတဖြစ်မယ်အာဏာရမယ်ဗျာဥက္ကဋ္ဌရဲ့နောက်လိုက်တွေကဆိုပါတော့ဥက္ကဋ္ဌရဲ့နောက်လိုက်တွေကဒီလိုလုံးမယ်လို့မလုပ်ဘူးလို့ခင်ဗျာဘယ်ကောင်အာမခံရလဲဘူးအာမမခံရဘူးရောင်းချစားချအခုဗျာဘိုးချုပ်မင်းအောင်တိုင်းကအတံပေးတွေကိုဗျာပြီးလို့ရှိရင်မြေတွေခွဲတွေတိတ်ခါလေးပြီးအောင်မယ်ဗျာဒါကမဖြစ်သေးတာနဲ့အမှုကမဟုတ်တာဟာလည်းဒီလိုလုပ်တယ်ဆိုရင်ဒါပေးတယ်မလို့ဘူးဒါတော့အနည်းနဲ့ခံပေးတယ်ဆိုအနည်းနဲ့ခံပေးတယ်ဆိုတော့အဲ့ဒါလူကူကနေတက်အနည်းနဲ့ခံလိုက်တောင်းဝတ်တော့ကျွန်တော်ပြောတာ incentive ပဲလုံးဆိုတာလက်ခံပါတယ် incentive ပဲလုံးဆိုတာလက်ခံပါတယ်ဟလာဦးနေဝင်းနေ30လောက်လုပ်သွားတယ်တိုင်းပြည်အတွက်လုပ်သွားတယ်50ကျော်တယ်ပေါ့နော်လုပ်သွားတယ်သူသူအာဏာလွဲနေဆိုတဲ့အခါကျတော့ဒုဝန်ကြီးတွေကိုဟလာဒီအချင်းပေးရှိတဲ့ပတ်သက်ရှိတဲ့ဒီကွက်တွေပေးလိုက်ဟလာသူနဲ့ logo ကင်ပဲသူ့ကိုချိန်မှုတွေပါလေလုပ်ခဲ့တဲ့လူတွေကိုမြေကွက်လေးတော့ပေးပါဒါတော့လက်ခံတယ်ဟောတော့သူ40လောက်လုပ်ပြီးမှဟလာနေ့50လောက်သူ့ကိုလုံကျွေးတိုင်းပြည်တွေလုံကျွေးဟလားလုံကျွေးပြီးမှသစ္စာရှိရတယ်လုံကျွေးဒါတော့နေစရာတိုင်းစားပြရလက်ခံပါတယ်ကျွန်တော်ဘာမှမပြောဘူးဒါပေမဲ့မတော်မတရားကိုခံပြလုပ်ပြီးတော့ခင်ဗျားတို့မှတ်မိမလားမသိဘူးအောင်ဆန်းတက်လာကစားနော်ခရိုနီတယောက်ကသူ့ရဲ့ဝန်ကြီးတစ်ပါးလားသူ့ကိုလားမသိ
သိန်း50ထုတ်ပေးခဲ့တယ်ဆိုမှတ်မိလားကျွန်တော်မှတ်တာလေဆိုလိုတဲ့သဘောစီးပွားရေးလုပ်တဲ့ကောင်ကဒီလိုအကွက်တွေချောင်းနေတာဟုတ်တယ်နော်ဟုတ်တယ်မလားဟာအခုလက်ရှိမင်းဘုချုပ်ရမူကြီးမင်းအောင်လည်းလက်ထက်မှာရန်ကုန်မြို့ဟုတ်လားပထမဦးဆုံးအုပ်ချုပ်တဲ့ဟုတ်လားမြို့တော်ဝန်လားဘာခေါ်လဲနော်အုပ်ချုပ်တဲ့လူနော်သူနဲ့သူနောက်လိုက်ကရှင်းပြောလို့ရှိရင်ဟုတ်လားဒီရင်မှာတိုက်ပွဲမှာတူရလားပါလားဝဲရတဲ့လူနောက်ဆုံးလက်သားတော့ထောင်ချလိုက်ရတယ်လေမမီတာဘောဟုတ်လားရှင်းပြောရင်ကျွန်တော်အဲ့ဒီလုပ်ငန်းတွေမှာတောင်မှပဲကျွန်တော်ကိုကြုံသွင်းခဲ့တယ်ရှိခဲ့ဘူးတယ်လို့ပြောရင်ခင်ဗျားတို့ကြုံမလားကျွန်တော်မပြောရင်လို့နေတာဒါကြောင့်ကျွန်တော်ကအတွေ့အကြုံတွေအများကြီးရှိတယ်လို့ငြင်းနှပြောသူတို့လည်းမသိဘူးနော်ကျွန်တော်ဓာတ်ပုံဟောင်းတွေပြန်ပေါ်လာတယ်အကုန်လုံးပေါ်လာအမတော့ပြောချင်တာဒါပဲအဲ့ဒါတော့ကျွန်တော်ပြောချင်တာတိုင်းပြည်ကိုစေတနာထားရင်ငါမတတ်တယ်ငါမအာဏာရတိုက်တယ်ငါသာလင်တိုင်းပြည်ကိုဟလာဦးစီးအုပ်ချုပ်နိုင်တယ်ဆိုရင်တော့ဦးနေဝင်းတော်ဆလန်တာပါဆိုတော့ခင်ဗျားတို့ကဘာကောင်းလဲလို့ဟုတ်တယ်ရှင်းတယ်နော်ကျွန်တော်ပြောတာဟုတ်တယ်အဲ့တော့ကျွန်တော်တို့ကတိုင်းပြည်ကိုစေနာထားတယ်ဆိုရင်ညကစားဒီလူဟာဒီနေရာတော်တယ်နော်တော်ရင်သူ့ကိုပေးကစားလိုက်နော်ပေးကစားတော့လုံခြုံရေးတော်တယ်လုံခြုံရေးဘက်ကိုတာဝန်အပြည့်ယူဒါတော့ဖြစ်ရမယ်ဒါတော့ခင်ဗျာနားမလဲပဲနဲ့ကျွန်တော်မပြောနဲ့ကျွန်တော်ကဒါပြီးတော့အာမခံခြင်းနဲ့လို့အဲ့သူရနေမကဘူးရှင်းပြောသမတနေမကဘူးဟိုတပည့်သမတအထိကျွန်တော်တို့ပေးလို့ရဘာမို့ကျွန်တော်တို့ကတိုင်းပြည်အတွက်ပဲစကားပြောနေရလေဟုတ်နိုင်ငံတော်ဟုတ်လားကျွန်တော်တို့မလိုပါဘူးကျွန်တော်လာခေါ်ကြရလဲမလိုဘူးစကားပြောကြရလဲမလိုဘူးစိတ်ရဲမဝင်သားဘူးကြာဒါပေမဲ့ကျွန်တော်ဗမာနိုင်ငံသားတယောက်အနေနဲ့တိုင်းပြည်ချစ်လို့ပြောနေဟုတ်တယ်အခုဗျာကျွန်တော်တို့ generation တက်ခိုင်ကိုကျွန်တော်ရှင်းပြတော့ထပ်ပြောမယ်အဲ့ဒါတော့တက်ခိုင်ဟလာနောက်တစ်ယောက်ရှိသေးတယ်စန္ဒာမင်းဟာလားဟောကိုကြီးဆိုပါစို့စန္ဒာမင်းဆိုလို့ရှိရင်ကျွန်တော်သူစပြောပေါက်တွေဆိုပေါက်တွေကိုကျွန်တော်မကြိုက်ဘူးဘာလို့ဆိုတော့ तू ကနောက်ကျတော့သူ့ကိုသူဟုတ်တယ်လို့ထင်တယ်ဒီနေ့ကျတော့သူလည်းတိုင်းသေးအောင်ရင့်ကျက်လာပြီဆိုတဲ့အခါကျတော့သူပြောတာဆိုတာတွေကပြောင်းလာသူလုပ်ခဲ့တဲ့လုပ်ရက်တွေလည်းတော်တော်များများမဆိုးပါဘူးဆိုတဲ့အခါကျတော့ကျွန်တော်စန္ဒာမင်းကိုတော့ကနေလို့ပြောလို့ပဲလာတာမှတက်ပြီစန္ဒာမင်းနဲ့ဒီလိုလူနဲ့ပြောတယ်စန္ဒာမင်းတက်ကိုတက်ရတယ်ဒါကျွန်တော်တို့ကပြောတယ်နော်ဒီကံပြိုးကြီးပြောတာမဟုတ်ဘူးကျွန်တော်စိတ်ဝင်စားလို့နော်တခြားတယောက်ရှိတယ်ဘိုးချုပ်တက်ပုံစကိုင်းတွေတကယ်လုပ်တယ်သူ့ရဲ့ရိုးသားစိတ်နဲ့လုပ်တယ်လက်ခံတယ်ဟုတ်တယ်နော်ဘိုးချုပ်တောင်းရေးကျွန်တော်တို့ပြောဝေသားပဲသူ့ကိုဘာမှအပြည့်ပြောကြမလို့ကျွန်တော်ဆွေမျိုးသားချင်းတွေကိုကျွန်တော်ပြောပြဘိုးချုပ်တောင်းရေးကောင်းတာပဲပြောပြရနော်ဥက္ကဋ္ဌကြီးပြောသူရှုံးသွားတယ်မဲရှုံးတယ်အဲ့ဒီအချိန်မှာကျွန်တော်ဆက်တယ်ကျွန်တော်ပြောတယ်ဦးကြီးကောင်းတယ်နောက်ဆုံးကျွန်တော်ဦးကြီးလည်းသူဝန်ကြီးကနှုတ်ဆက်ပြီးတော့ပါတီဥက္ကဋ္ဌပြောနေချိန်မှာစကားတစ်ခါပြောပြီးဒါပဲဒါပေမဲ့ကျွန်တော်လိုအပ်တဲ့ဥစ္စာကိုမစစ်ပို့တယ်ဘာသာတာတွေတရုပ်သွားတယ်စာကြည့်ရင်အဲ့ဒီအချိန်မှာဒါတွေတော့ရေးကြည့်တယ်ကျွန်တော်စိတ်တယ်ခံစားတဲ့အတိုင်းကျွန်တော်ပြောတယ်သူတို့လက်ခံတာမခံတာသူတို့အလုပ်သူတို့မှလည်းကိုယ့်ရဲ့အကြံပေးကောင်းတဲ့လူတွေရှိမှာပေါ့ဒါကျွန်တော်အလုပ်မဟုတ်ဒါပေမဲ့သူနိုင်မှသူကောင်းဆောင်ပြေးမှတိုင်းပြည်ဟာတိုးတက်မယ်ဆိုတာတော့ကျွန်တော်ကလက်မခံဘူးရှင်းတယ်နော်ဟုတ်တယ်အခုကျွန်တော်တို့မျိုးလုံးကျမှမြင်ရတယ်ဒီနေ့ဒီလိုများကနိုင်ငံတော်အတွက်ဆိုပြီးတော့သူ့သားနေကြတာအများကြီးပဲနော်အဲ့ဒီကြောင့်မှာတက်ခိုင်ကိုလည်းဟလာတော့တက်ခိုင်ကိုလည်းဥပဒေရအရေးယူတယ်မှတ်တယ်တော့တက်ခိုင်အရင်တော့ NLD မို့လို့ကျွန်တော်မကြိုက်ဘူးဒီပြော NLD တောက်ကနေ88တောက်ကနေသူမကြိုက်ဘူးတို့တော့သူ့ရဲ့ပြောင်းလဲလာတဲ့အတွေးခေါ်လုပ်ကုန်တိုင်းကြီးဟုတ်လားစဉ်းစားဖို့စဉ်းစားနည်းကိုကျွန်တော်သုံးသပ်ကြည့်တော့ကောင်းတယ်တိုင်းပြည်တွေလိုအပ်တယ်ဟုတ် okay go ဟုတ်လားနော်နောက်တစ်ခုပြောမယ်အဲ့ဒါဘိုးဟိတ်
မိုးရင်းဆိုလို့ရှိရင်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောကြတယ်ဒါပေမဲ့မိုးရင်းကသူ့ရဲ့အကြောင်းကိုသူပြန်ပြောပြရှင်းပြောရင်မိုးရင်းကကျွန်တော်ရဲ့အသက်ငယ်မိုးရင်းဘလောက်တော်တယ်ပြောကျွန်တော်မိုးရင်းကိုရှင်းပြောစိတ်ထဲမှာဘလောက်မရှိဘူးသို့တော်မိုးရင်းပြောတာဆိုတာတွေကအဆက်အသွယ်ဖြစ်တယ် international ကိုကျွန်တော်နဲ့ဆိုင်သူကပို့လေးလာလုံးလာနိုင်ပြီဘာလို့ဆိုတော့သူက negative အနေနဲ့လေးလာရင်ကနေ positive ဖြစ်လာတယ်တော့ကမ္ဘာမရှိရင်တိုင်းပြည်ဟာဘာမှလုံးလို့မရတော့ဘူးဆိုတာသိတဲ့အတွက်ကမ္ဘာဘက်ကရက်တည်တယ်ဒါကောင်းတော့ဟုတ်လားဒါကောင်းတာဟုတ်လားနော်ဒါဟိုဟာဘောမတွေဘက်မတွေပြောနေဆိုရဲကွာအဲ့ဒီကောင်းတွေကအချောင်းတိုင်းပြည်မှာအချောင်းလှုပ်ရှားနေတဲ့ကောင်းတွေဝေဖန်တဲ့ကောင်းတွေအချောက်တွေအချောက်ဆိုတာလက်ကြောတင်းအောင်မလုပ်ဘဲနဲ့သူများကိုရှင်းပြောလို့ရှိရင်ပလေမှုတ်ပြီးတော့လှုပ်ရှားနေတဲ့ကောင်းနော်ကျွန်တော်ကတခါတလေကျတော့တွေးမိတယ်ဒီနေ့တော့ခက်ချမ်းချမ်းပြောမှာဖြစ်တွေးမိတယ်နော်ကိုတော့လူတော်များများအဖွားကြီးကိုအစီဆုပ်တယ်နော်ဒီနေ့အဖွားကြီးကနေပြီးတော့ရှင်းပြောလို့ရှိရင်ပန်ကိုအစီပြန်ဆုပ်သွားသဘောပေါက်လားအဲ့ဒီပန်ကပို့ပြီးတော့အဖွားကြီးတဲ့ပိုးတော်တယ်အဲ့ဒါပဲနော်ခင်ဗျားတို့နိုင်ငံရေးကိုနားလည်အောင်ကြည့်ကြနော်နိုင်ငံရေးဆိုတာဘာလဲဆိုတာသိကြနော်ကိုယ့်အကိုတတ်တယ်ကြီးလို့မထင်နဲ့နော်ကျွန်တော်ပြောပြမယ်ကျွန်တော်က80နှစ်အလုပ်သမားအရေးခင်ထပ်ကြီးလေပြီဆို80နှစ်အလုပ်သမားအရေးခင်ဟုတ်ပြီနော်84 86 88အကုန်လုံးမှာကြော်ထက်လာကျွန်တော်ဘေးမှာလှုပ်ရှားတဲ့လူတွေရဲ့အကြောင်းကိုကျွန်တော်မပြောဘူးဟုတ်ပြီနော်ဥတ္တအရေးခင်းဆိုတာမပြောဘူးဒါကြောင့်ကျွန်တော်ကအတွေ့အကြုံအများကြီးရှိခဲ့တယ်နော်နိုင်ငံရေးကိုစဉ်းစားသုံးသပ်တာသေသေးချာချာလေ့လာပြီးမှစဉ်းစားကံအားလေးတော့ကျွန်တော်ကစင်ကာပူရောက်လာတော့စင်ကာပူနိုင်ငံမှာကျင့်သုံးတဲ့အနည်းမပေါ်တဲ့ socialist လမ်းစဉ်ကိုကျွန်တော်ကဒီနေ့ခံစားနေရတယ်။ဒါကြောင့်တိုင်းပြည်ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတာကိုထိုက်လျောက်တော့ခမားတို့တဲ့ပိုသိတယ်။ Okay အဲ့လောက်ပဲပြောပါကျွန်တော်ပြောချင်တာဒေါ်နယ်ထရန့်တက်လာတဲ့အချိန်မှာပါနိုင်ငံအတွက်အများကြီးကောင်းတယ်နော်နောက်တော့အတိုက်ခံလုံးတဲ့လူတွေကလည်းကျွန်တော်တို့ကအတိုက်ခံလုံးတဲ့လူတွေရဲ့သိနေကြတယ်ပေါ့နော်လူပြူပဲပြောလူပဲပြောလူဟာပဲပြောလူဟာလူပဲကိုတို့စီးပွားသိကြရင်ကိုတို့စီးပွားနဲ့ပတ်သက်လာလို့ရှိရင်အနေကြည့်တယ်ဆိုတာသတိထားလို့နော်ကျွန်တော်တို့ကမြန်မာပြည်ကိုကံပြီးတော့တိုင်းသားတွေဒီတိုင်းပဲမြန်မာလူမျိုးပကောင်းဆိုကံပြီးတော့ဒီဘက်လာလို့ပြောအဲ့ဒါတွေကတာမန်ချင်းတော့မသိကြဘူးအရေးတော်ပြီအဲ့ဒီကငါခံရမယ်ဒီကနာဘူးကျွန်တော်တို့ဘာဖြစ်လဲဆိုရင်ဒေါ်တော်ကိုဂျပန်မှာတော့လေစန္ဒပြဒေါ်တော်လက်တော်မကြည့်ဘူးဟုတ်လားခိုင်းတော်လေစန္ဒပြဘာလို့သူကပေါ်စီသမားတွေဗျာနိုင်ငံတကာကသူတို့ခွေးကောက်ပွဲတွေကျင်းပလို့ဝင်ရောက်စုပွဲလို့ဆိုသူပြောရတယ်အဲ့ဒီကသူကနေပြီးတော့ဟုတ်ပါဂျပန်မှာလုံနေတဲ့ဟာတွေထိုင်းမှာလုံနေတဲ့ဗမာတလေအတိုက်ခံတွေ US မှာအတိုက်ခံတွေကို तू ကလုံလိုက်စီ refugee လက်ခံမှာ refugee သူလက်ခံတော့မှာ तू ကလဲတယ်တော်လဲတယ်လေအဲ့တော့ तू သွားတဲ့ဝေးမှာအဲ့ဒီ refugee တွေကို तू လက်မခံနိုင်တော့ဘူးဒီ immigrant တွေမှာမောင်းထုတ်နေတာကျွန်တော်တို့ဒီအခု PPF ဆိုတာ သူကလုံနေချိန်မှာတိတ်တော့မကောင်းဘူးဒါပေမဲ့ကိုယ်နိုင်ငံကိုကံပြီးတော့အဖေကိုဇုံငံပြီးတော့ပထွေးကိုသွားကြတာကြအဲ့တော့ပထွေးကနေပြီးတော့အချိန်ကျတော့ပြန်ကန်တော့လိုက်မယ်ကျွန်တော်တို့ကဒီတားပြကိစ္စကိုပြောချင်တာကတော့ဒီဟာကာတွေကလွန်ခဲ့တဲ့ကွန်ပျူတာပေါ်ခဲ့ရအင်တာနက်ပေါ်ခဲ့ရဒီနိုင်ငံမှာတစ်နေ့ကိုဘီလီယံ600နီးပါးလောက်ဟာကာတွေကလိမ်နေကြကျွန်တော်တို့ဗမာပြည်မှာအဲ့တော့အပြင်ကွန်ပျူတာမသုံးနိုင်သေးဘူးလုံးနေကြတာကင်ပြည်နယ်မှာဖြစ်သွားလောက်တာလေဒါကျွန်တော်တို့ကကွန်ပျူတာကိုသေချာသုံးစွဲနိုင်တဲ့အားလည်းမရှိသေးဘူးအဲ့တော့ကြောင့်ကျွန်တော်တို့ကနေဆက်မှာရှိတဲ့ KNU ပဲပြောဂျန်တဲ့လူတွေပြောလုံခြုံရေးစစ်မရှိတယ်ဝါမှာဖြစ်လုံခြုံရေးစစ်တာမရှိတယ်ကျွန်တော်တို့ကအဲ့ဒါကိုတွားနေကြိုင်တွင်နိုင်မဲ့ဟာလီမဟုတ်ဘူးကျွန်တော်တို့ကသူတို့မတရားကြီးွားတာဝ
လိုပြောမလို့ဖာယုံမှာဂိတ်ဆောက်ပေးတဲ့လူတွေတော့အဲ့ဒါလိုမျိုးအဲ့ဒီစစ်ပဲရှိတယ်ကျွန်တော်တို့ကနေစားမှာအခုကင်းပြည်နယ်မှာဖြစ်နေတာလေဝါပြည်နယ်မှာဖြစ်နေတာလေမြောက်ပိုင်းမှာဖြစ်နေတာလေအဲ့ဒါလေအဲ့ဒီစစ်ပဲရှိတယ်ဒါပေမဲ့တို့ကကျွန်တော်တို့ဟိုအဖေကိုစော်ကားပြီးတော့ဟိုပထွေးကိုဖေတော်ကျွန်တော်ကျွန်တော်တို့မကောင်းကြောင်းတွေရှောက်ပြောဗမာမကောင်းကြောင်းဆိုတော့ပြောတယ်အဲ့ဒါတွေကသူတို့ရဲ့အသွေးကောနှိမ့်ချမှုတွေပြဿနာတွေကဖြစ်တာသူတို့နေကြောင်းဒီနေ့ချိန်မှာတမတော်ကတော်လဲရောတော်မှုတော့ဟိုဦးနေဝင်းကြောင့်ဟိုဦးဘယ်ဘိုကျုံကြောင့်ဆိုတော့လိုက်ပြီးတော့လောနေတယ်လိုက်ပြီးတော့လည်းဆိုကိုဘာကောင်မှမသိပြောတမတော်ကဘာအတွက်တမတော်လုံနေဆိုတော့မသိပြောလားတမတော်လမ်းကြောင်းပြောက်သွားတာငါတို့ကတမတော်သားကောင်းဆောင်တွေတမတော်မှာတာဝန်ယူပြီးတော့ဘာအတွက်လုံနေတာဆိုတာသူတို့ကလမ်းကြောင်းပြောက်သွားတာအဲ့တော့ပြည်သူကြိုးစည်းဝါနိုင်တော်ကြိုးစည်းဝါကိုသူကမစင်စားမိတော့အဲ့တော့အဲ့ဒီတပုံနဲ့အကျိုးစီးပွားနဲ့သူတို့အကျိုးစီးပွားတွေပဲသူကလုံးသူတို့ဖြစ်သွားအဲ့တော့တိုင်းပြည်ရောက်တက်စီးသွားတာကျွန်တော်တို့ကအခုချိန်မှာရွေးကောက်ပွဲဖြစ်လာတဲ့ချိန်ကျရင်ကျွန်တော်တို့ကနေပြီးတော့ပါတိပါတိုင်းတဲ့လူတွေကိုအပြင်မရောက်တော့ကျွန်တော်ဆွဲခေါ်တာလူတွေကအပြင်ရောက်သွားလို့ရှိရင်ကျွန်တော်တိုင်းပြည်တွေမြင့်ကြီးတဲ့လူကိုပုံကိုယ်တွေပါလာတော့တပ်မတော်ခေါင်းဆောင်တွေနဲ့လက်ရှိဥဆောင်တွေကရိုက်ချလို့ရှိရင်တော့ဘယ်တော့မှပေါ်ထွက်လာတော့မလို့နေနေမှာပဲအဲ့တော့ဒီနောက်ပြီးတော့ကျွန်တော်တို့ဒီရင်းပေါ်ဗျာတပ်မတော်ခေါင်းဆောင်တွေလည်းပြောချင်တာတော့ဦးနေရင်းလက်တော့1995မှာဂျာရန်လေးတင်းပြီးတော့ပါလေးမရှိဘူးမှာဂျာရန်တင်းပြီးတော့ပြဿနာပြန်ထုတ်တယ်ဟုတ်တယ်လေဘယ်လိုလုပ်လဲဘုရားဒီပြဿနာပြန်ထုတ်တယ်ဆိုတော့ဦးနေရင်းကနေပြီးတော့ကျွန်တော်ပြောပြမယ်ဗျာတွေးကနေကြလို့တော့မဟုတ်ဘူးတိုင်းပြည်မှာလူအောင်တဲ့ဥစ္စာတွေဝယ်ဖို့အတွက်ပြဿနာမရှိဘူးတိုင်းပြည်ရဲ့ငွေရောရဲ့စီးပွားရေးရန်တရားကမရှိဘူးအဲ့တော့ဒီဒေါ်နယ်ထရန့်ကလစ်ဘရယ်တွေကိုမုန်းတယ်ဆိုအဲ့ဒါပဲဒီမိုကရက်တွေကိုမုန်းတယ်လစ်ဘရယ်တွေကိုမုန်းတယ်ဆိုတာအဲ့ဒါပဲလစ်ဘရယ်တွေကအလဲကားဆိုနေဒါတော့ဆိုရှယ်လစ်စနစ်မှာအလဲကားပေးတဲ့စနစ်ကလူပေါင်းနေဆိုရင်အလဲကားပေးတဲ့ဆိုတာတိုင်းပြည်မှာအရာပိုးကျွယ်လို့ဟောနေကိစ္စမရှိဘူးဒီမှာစားကြတယ်ပိုးကျွယ်ဟောနေပြီးတာကိစ္စမရှိဘူးကိုယ်တော့မမှန်ပဲနဲ့ဆိုရှယ်လစ်စနစ်ကိုလစ်ဘရယ်ဝါဒီတို့စောက်ကန်လာပြီးသူညာရှိတာဒါပြီးတော့ဦးလေးလေးလက်မှာငါမှာရာတော်လေးတင်းပြီးတော့ဒီကခုနှစ်မှာ95ကျပ်ကနေပြန်ထုတ်တယ်35ကျပ်ပြန်လို့95လို့45လို့45လို့ပြန်ထုတ်တာဒီမှာတင်းပြီးတော့130ထုတ်တယ်ဖြစ်တာဝေကြီးကောင်းပါမှုကိုကာကွယ်အောင်လုပ်တယ်ဒီရဲ့ကျွန်တော်တို့ကနိုင်ငံတော်ရဲ့စီးပွားရေးတကယ်အကျဉ်းချဖြစ်နေတယ်ဆိုတာကိုသိဖို့လိုတယ်။ပြည်သူတွေပြောနေတယ်နိုင်ငံသားတွေပြောနေတာသူတို့တုံရောင်းလို့နဲ့တိုင်းပြည်ကိုကာကွယ်လို့မရဘူး။တိုင်းပြည်ရဲ့အရွယ်လို့မရဘူး။တောက်တဲ့တုံရောင်းလို့နဲ့တိုင်းပြည်ရဲ့အကျိုးစီးပွားကိုတိုးတက်လုပ်လို့မရဘူး။တိုင်းပြည်မှာလွတ်အပ်နေတာကလူတိုင်းက productivity နဲ့အလုပ်ကံရရှိရအဓိကကြ။အခုကဒီတော့85နဲ့89နှစ်ကိုပါရရန်ထုတ်ပြီးတော့စကုမှာသိန်းတိုင်းအတွက်တော့ပါရလို့လဲဆိုတော့အနည်းအားဖြင့်ကျွန်တော်တို့ကိုရန်တောင်းသားမှာအတပြာနဲ့ငွေနဲ့လဲကလေးလူတွေရဲ့လောက်အောင်နိုင်တော့စုံလိုက်တာအခုလည်းဒေါ်နယ်ထရန့်ကဒီတိုင်းပဲလုပ်တာဒီတိုင်းလုပ်လို့ဆိုတာအင်ဒီဝမ်တွေကိုကိုတော့ဖမ်းပြီးတော့အင်ဒီဝမ်ဆိုပြီးတော့လူမှုစိတ်ကြရင်နဲ့ကင်ပြီးတော့လုပ်လိုက်တာအဲ့ဒီနိုင်ငံတော်မှာရောက်နေတယ်တစ်နှစ်တာနေ3နှစ်တာနေ5နှစ်တာ10နှစ်20တာနေလုံးနေတဲ့လူတွေလောက်အားကားလေဟာအကုန်လုံးတော့တုတ်ပြီးတော့သူ့ပြေတော့သူပြန်ပို့လိုက်အတွက်ကြောင့်ဒီမှာဒီလောက်ကိုလောက်ပါလေဟာသူကဥပ္ပကိုပြီးတော့ပြန်သွားတာတက်ဦးပြီးတော့သွားအခုလည်း TPS ကိုလုပ်တယ်ဆိုတာဒါပဲခင်ဗျားတို့လုပ်နေတဲ့လောက်အားကထားခဲ့ပြီးတော့ကျွန်တော်တက်တော့ပါဆိုတာဟောလို့လိုက်တာကျွန်တော်တို့တိုင်းနိုင်ငံမှာနေတော့လေထိုင်းကဒီတိုင်းပဲလုပ်1988တော့ပြန်လေးမှာလုပ်ရတယ်တက်လို့လုပ်ရတယ်ဒီအမိတွေဝင်လာတာကိုကျွန်တော်တို့တင်တာအင်ဒီဂရတ်တွေကမသိဘူးပေါ့တို့တင်တာငါတို့မုံကြောက်လို့ကင်းကြောက်လို့လူကြောက်လို့ဒီကြောက်မဟုတ်ဘူးဒီဝါရီသမားနဲ့ရဲနဲ့ပေါင်းပြီးတော့ကလာကျင်ဖမ်းတယ်အဲ့လူပြပြန်သွားတယ်
ပြောင်းဝင်လာလေနေစားတွေပြောင်းဝင်လာလေကားကားတွေသူ့တန်ပြောင်းဝင်လာလေဒီဒေဦးတွေဝယ်တယ်ဖတ်တွေဝယ်ဦးတိကပြန်စားအဲ့တော့ကျွန်တော်နိုင်ငံရေးလို့တော့တိုင်းနိုင်ငံနိုင်ငံရေးလို့တော့အဲ့ဒီကညမှာတောင်းကောင်းတော့ဖြစ်နေတွေးကြည့်နေဆိုတော့အဲ့ဒီဘိုးကြီးပြောတာကျွန်တော်ပြတ်အဲ့လူမိုက်တယောက်ကြောက်လာဆိုညအိုင်ကျွန်တော်ရက်တိုင်းမှာဆိုင်နေချိန်မှာရဲတွေရောက်လာဒီမိုက်ကတိုင်းလို့ဆိုတော့ဒါကျွန်တော်မြည်ပါဆိုတော့ကြောက်သွားတယ်ကျွန်တော်ကအဲ့ဒီဘိုးကြီးကဘာပြောလဲဆိုတော့ကျွန်တော်ကဒီတရားနဲ့ငါးတက်ကိုကျွန်တော်ထောက်ခဲ့တာလေဘိုးကြီးကကျွန်တော်ပြေရောက်ရှိကျွန်တော်မျိုးမှာကွန်ထရာတာတွေအရာတိုက်ကြည့်တာကြီးနဲ့ခန်းတာတော့မြင်တော့သူ့စိတ်မကောင်းဘူးတရားနဲ့ငါးတက်ကြီးကိုကျွန်တော်ထောက်ခဲ့တယ်ကျွန်တော်15နှစ်သား16နှစ်သားကကျွန်တော်တိုင်းနိုင်ငံရောက်လာပြီးတော့ပြန်လုပ်တယ်ကျွန်တော်နာမည်ဘလောက်ကြီးလဲဆိုတော့ကျွန်တော်လုပ်တယ်ဆိုဒီတိုက်ကြီးကိုကျွန်တော်ဥဆောင်ပေါက်ခဲ့တာသူပြောပြဒါပေမဲ့လက်ရှိမှာသူအသက်ကြီးသွားနေမှာလမ်းဘေးမှာသူအိမ်နေရတဲ့လူမိုင်းနဲ့သူလည်းအိမ်လောက်တာရောက်တော့ခင်းနေဖြစ်တော့လည်းရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ကထိုင်းနိုင်ငံတော်လည်းတော့ထိုင်းနိုင်ငံတို့ကဒုတိယစီးပွားရေးပဲဖြစ်နေကျွန်တော်အရေးကြောင်းပြလိုက်ရင်ကျွန်တော်တို့မောင်းထုတ်အခုဒေါ်နယ်ထရန့်ကမောင်းထုတ်သလိုကျွန်တော်တို့ရဲ့လေဘာတွေကိုအင်မီဂရန့်တွေရဲ့လေဘာတွေအသက်ရဲ့ဟိုဒါဒီရဲ့လူမျိုးတွေကျွန်တော်စောက်ပြီးတော့ကျွန်တော်ပြန်မောင်းထုတ်ပါညပဲတိုင်းဒီတိုင်းမှာကြံခဲ့တယ်ဒါကြောင့်ကျွန်တော်တို့လူငယ်တွေနိုင်ငံတကာမှာရောက်တဲ့လူငယ်တွေပြောချင်တာကိုယ်နိုင်ငံအကောင်းဆုံးပဲကိုယ်နိုင်ငံကိုယ်ဒေသအကောင်းဆုံးပဲကိုယ်နိုင်ငံကိုကိုယ်ပုံစံကိုယ်နဲ့စိတ်ကိုဘရော့မဝေးနဲ့နိုင်ငံတော်ပြည်တော်ပဲကြည့်အစိုးရမကောင်းတာအစိုးရမကောင်းတာဗျာအစိုးရကသူ့ရဲ့management စီမံခန့်ခွဲမှုအားနည်းလို့ဖြစ်တော့တယ်ဒါပေမဲ့ပြည်သူဆိုတာကျွန်တော်တို့ရဲ့ပြည်ထောင်တိုက်စစ်မှုတွေပဲကျွန်တော်တို့ရဲ့ရက်ဒေသတွေမှာစာဝတ်နေလောက်ကိုင်းနဲ့တိုးတက်သွားရင်လည်းမျိုးကြတဲ့မျိုးကြနေဟာမျိုးတော်ကြီးဖြစ်လာဒါအစိုးရလောက်တာမဟုတ်ပြည်သူတွေကလောက်သွားတာရက်တွေသွားတာအဲ့လိုအစိုးရတွေကနေတော့နောက်ကနေတော့တားတံပေးရမယ်ဘက်ကင်ပေးရမယ်ရက်တီပေးရမယ်ပြည်သူနောက်ကနေရက်တီပေးရမယ်အစိုးရကအခုကျွန်တော်တို့လုပ်တဲ့လူကငါတို့ပြည်တယ်ငါတို့တက်တယ်ငါတို့ဥဆောင်မယ်ဆိုတော့အဲ့ဒီအတွေးနဲ့သူတင်တော့တိုင်းပြည်ကစဆုံးတိုင်းပြည်ကစဆုံးပါအဲ့တော့ကျွန်တော်တို့ဒီရွေးကောက်ပွဲမှာလူတိုင်းအားတော့ပေါ်ပြပါရတဲ့လူတွေကျွန်တော်တို့ကမရိုက်ကြဘူးဒီအကြံပေးတဲ့ဟိုလက်ရှိနိုင်တော့ဥဆောင်တဲ့ပုံကိုယ်တွေကရေးကြည့်တယ်ကျွန်တော်တို့ကတိုင်းပြည်ကိုနေရာပေးတော့ရေးကြည့်တယ်လက်ရှိဥဆောင်တဲ့ပုံကိုယ်တွေကပါတီမှာပါလာတဲ့ပုံကိုယ်တွေနေရာပေးတတ်ကြမယ်ဆိုရင်ကျွန်တော်တိုင်းပြည်ကအရေးရောက်တယ်အရေးရောက်မယ်ကျွန်တော်ပြောချင်တာပြောင်းတဲ့ပြောရင်ပြည်သောတို့ပါတီကတက်ခဲ့မယ်ဆိုရင်တိုင်းပြည်မှာတင်နေတဲ့အဲ့ဒီဘင်္ဂလီကိစ္စတွေဖိုက်ပါကွန်တန်ကိစ္စတွေနှိမ့်ချသွားပြီးတော့ဒီမှာမှသိလာရအောင်ဒီက automatic စီရောပါဘာလို့ပြောကြမလို့ UNC ကအကုန်ဝင်သွားပြီးအဲ့မှာကလေးကကျွန်တော်တို့ကလုပ်ငန်းကိုဆက်လိုက်တော့သူတို့ရဲ့အရင်ချင်းနဲ့ရင်းနှီးမြှုပ်နှံမှုတွေဝင်လာအောင်ဒီဘက်ရဲ့ဆက်တွေသွားရင်တိုင်းပြည်တိုးတက်တယ်ကျွန်တော်အဲ့လိုမြင်တယ်ရှင်းပါလေးရှိတော့ရှင်းပါတော့တားပြန်ဆိုတာကနိုင်ငံတိုင်းမှာရှိတယ်နိုင်ငံတိုင်းမှာရှိတယ်ကျွန်တော်ကအမေရိကန်မှာကွန်ပျူတာပေါ်လာပြီးခဲ့ဒီချားချားကိစ္စကဘာသာလေးကနေတော့ဒီကတော့ဒီသုံးလုံးရဲ့လို့ဆိုတော့ပါဘူးလိုက်တဲ့အခုပါဆိုလို့ရှိရင်ဟုတ်လားဥစ္စာစော်လားမသိဘူးကျွန်တော်တို့ပါတာပေါ့နော်ဥစ္စာစော်တို့ဘာလို့ဆိုလဲလက်ရှိစီဆိုးရနဲ့လူပူပေါင်းတော့အစိုးရနဲ့လူပူပေါင်းပြီးလုပ်နေတဲ့လူတွေပေါ့ဒီကံတို့ပါတယ်လို့ကြားပါတယ်ပါဝင်နေပေါ့နော်ဆိုလိုတဲ့သဘောကကျွန်တော်တို့နားလည်တာကြတော့ဒီမျိုးဖြစ်နော်ဟိုကျွန်တော်တို့ကဘုန်းကြီးတစ်ပါးလေးကိုမဟုတ်ဘူးရှင်းတယ်နော်ကျွန်တော်ဗမာလူမျိုးဆိုတော့ရှင်းအောင်ပြောပြရှင်းအောင်နိုင်ငံခြားမှာကြတော့ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်လက်ရှိလုပ်ခဲ့တဲ့ကုမ္ပဏီတွေရောနော်ကုမ္ပဏီတွေကမျိုးရှိတယ်ကုမ္ပဏီတွေက6ခု9ခုလောက်မကောက်ဘူးအဲ့မှာကျွန်တော် CEO ဆိုတာညာသားပြီး CEO တွေကဘွဲတွေပါညာအတူတူပဲဘာမှမထူးကြဘူးဒါပေမဲ့
ဦးကြီးစီရဲ့အတွေ့အကြုံနဲ့ရည်သွေးပေါ်မှာလို့ဆိုပြီးတော့ဒီကုမ္ပဏီကိုအောင်မြင်အောင်လုပ်နိုင်တာပဲရှိတယ်။ဟုတ်နော်။ကုမ္ပဏီကိုအောင်မြင်လို့အခုဆိုရင်ကျွန်တော်နောက်ဆုံးကုမ္ပဏီမှာဆိုရင်ဟုတ်လား။ဘာမှမဆိုရင်တော့ခင်ဗျားတို့ပြုတ်လို့ပေါ့။ဘာခေါ်လဲ။စစ်တပ်တစ်ပိုင်းဥပိုင်အဲ့လိုမျိုးပေါ့။စင်ကာပူအစိုးရဖန်တဲ့တယ်ပုဂ္ဂလိကပါတယ်ပုဂ္ဂလိကတဲမှာမှကျွန်တော်တို့ကအဲ့ဒီကုမ္ပဏီရဲ့အောက်ထဲမှာလို့ရတယ်။ CEO ကဒီခုနပြောတဲ့တနေ့ရတော့စာဖတ် chairman ဆိုတာနဲ့ဟလားCEO ဘာကွာလဲဆိုတော့ chairman က policy ကိုလုပ် CEO ဆိုတာတော့ operating manager ဆိုတော့ operating ကိုအဓိကထားတယ်ဆိုလိုတဲ့အခါကျတော့ကျွန်တော်တို့ကနိုင်ငံတော်ရဲ့ policy ကိုဘယ်လိုအကောင်းဆုံးပေါ်နိုင်တဲ့လူပဲလို့ဒေါက်တာဘသူတွေဘယ်ဝါတွေကျွန်တော်တို့မသိဘူးဒါပေမဲ့အဲ့လိုပုံပေါ်တဲ့အခါမှာလဲကျွန်တော်တို့ဆန်ကြီးမှာလုပ်နေတဲ့group ဆိုတာကုမ္ပဏီ100လောက်ရှိကုမ္ပဏီ100လောက်ကိုနိုင်ငံတော်ကပံ့ပိုးတာတခု50-50ပဲဆိုတော့ကုမ္ပဏီက50ဆိုအဲ့ဒါကိုကျွန်တော်တို့ကအကောင်းဆုံးဖြစ်အောင် run လုပ်နေရတဲ့အထဲမှာကျွန်တော်တို့ကပါတာပေါ့ lower spend မယ်ဆိုတော့ဘယ်လိုပဲကျွန်တော်တို့ကသူတို့ရဲ့တက်တာပဲ member ပဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့လိုနားလည်နေဖို့ကျွန်တော်တို့တိုင်းပြည်ကိုတိုးတက်ဖို့ဆိုရင်ဟာဒေါက်တာကန်စောမရဲ့လို့မဟုတ်ပို့ပြီးအရေးသွေးရှိနိုင်တဲ့လုံနိုင်တဲ့ capital လေးရှိနေတဲ့ organize ဖြစ်နိုင်တဲ့လူကပို့နော် organize ဆိုတဲ့လို့တော့ institution ဆိုလိုတဲ့တော့ကျွန်တော်ကဒီလိုဟာတွေကိုခက်သားလာတဲ့မြစ်ကွက်တွေကိုလည်းသိပြီးသားတော့မပြောချင်လို့ထားပြောဖို့မလိုဘူးလေကျွန်တော်တို့တိုင်းပြည်ကဘာသာမသိတာပြောနေတာဆိုတော့ကျွန်တော်တို့ကတိုင်းပြည်ကိုပိုကောင်းအောင်လုပ်နိုင်တယ်ဆိုရင်ဘသူ့ကိုမဆိုကျွန်တော်တို့ကအတုံးချဖို့လိုတယ်ပေါ့နော်ဘလို့တော့ချဖို့အဲ့ဒါလေးပဲကျွန်တော်ကအဓိကpoint တော့လုပ်ချင်တယ်ဒီလိုလူတွေကအမြင်မှားမှဆိုတော့ကျွန်တော်ပြောချင်တာအရင်တုန်းကဦးတန်းတေးဟလာဦးသိကျွန်တော်မေးကြည့်ပါဦးတန်းတေးကတော့စာပဲပို့တယ်သူကဖုန်းနဲ့နော်ဒေါက်တာဟလာနာလမ်းမြင့်တို့ဘာလို့ဆိုကျွန်တော်နဲ့ကြည့်ကျွန်တော်ပြောပါတယ်ဘာတွေဖြစ်ရမယ်ဘာတွေဖြစ်နေလဲကျွန်တော်တတ်နိုင်သလောက်အကြံပေးတယ်ဒါပေမဲ့သူတို့ရင်ထဲမှာထားတာမလားတာသူတို့ပိုင်းကျွန်တော်နဲ့မဆိုင်တော့ဟုတ်ပြီနော်ဆိုတဲ့အခါကျတော့ဥက္ကဋ္ဌတို့လည်းကျွန်တော်တို့ပြောပါတယ်ဘာတော့ဘယ်လိုတော့လွဲနေရဲဘယ်လိုတော့သိနေဆိုတာပြောတယ်သူတို့လက်ခံတာမခံတာသူတို့ကကိုယ်တယ်လဲအုံနောက်ကြီးမှာဒါပြောလို့မရဒါပေမဲ့ငါလုံးမငါပါတီလုံးမဖြစ်တယ်ဆိုတဲ့အမြင်ကတော့ကျွန်တော်လက်မခံရိုးလေးပဲရိုးလေးပဲနော်ရိုးလေးပဲ logic နဲ့ logic အဲ့တော့ငါပါတီနဲ့တခြားလူနဲ့ပူးပေါင်းပြီးတော့ငါလုပ်ရင်ဖြစ်နိုင်တယ် तू က तू တော်တဲ့အပိုင်းကိုသူ့ကိုပေးကစားနေတာဒါလေးလက်လက်ဒါမှမဟုတ် तू ကလည်းပို့ပြီးတော့အားကြီးရဲ့အတွက် तू ကဟလာကိုယ်ဆွဲကုန်ကိုလည်းပူးပေါင်းအဲ့ဒါမျိုးဆိုရင်တော့မြန်မာနိုင်ငံရေးကြီးကြီးမှုပါတစ်ဆင့်မြင့်သွားတယ်တစ်ဆင့်မြင့်သွားတယ်လားခင်ဗျားတို့ကျွန်တော်တို့ပြောခဲ့တဲ့သင်ခဲ့ရတဲ့သမိုင်းအမားတွေဦးနူတို့ဦးတော်ငိမ့်တို့ဝယ်ပြင်းတို့ပဲတော့မှကျွန်တော်လူချင်တာအဲ့ဒါနော်ဘယ်သူရဲ့လို့ဆိုလို့ဦးကောင်းရေးတို့ဆိုတာကျွန်တော်ပြောဝဲသားသူလည်းပြောဝဲသားလားဟုတ်လားမဟုတ်လားတော့သိသူမိမကြောင့်ပြောဝဲသားဖြစ်တာလည်းကျွန်တော်သိနော်ဘယ်လိုပဲဖြစ်ဖြစ်သူကျွန်တော်ဟိုရောသူရောသူလုံးရတယ်ကောင်းတယ်ဆိုတော့ကျွန်တော်တို့ကပြောဝဲသားအနေနဲ့မှတ်ချက်ချမဲပေးတာမပေးတာဘိုင်းတော့တော့ဆက်မဲပေးတာမပေးချိန်တော့ကျွန်တော်အပူလေးရတယ်ချိန်တော့ USDP ရဘာလဲမသိဘူးရမင်းဘူးပါလားမသိကျွန်တော်ညီကိုတွေ3ယောက်စီ3ယောက်လုံးကကိုကြိုက်တဲ့လူကိုဟလာကိုအင်းကိုကြားရတယ်လို့ပြောစီ
ဒါကျွန်တော်တို့ကဒီမိုကရေစီဖြစ်เนาะဆိုလိုတဲ့သဘောနားတယ်လို့ပြောပြတယ်ကြိုက်တဲ့လူကိုကျွန်တော်တို့ရောက်เนาะကြိုက်တဲ့လူကိုကျွန်တော်တို့လောက်ကျွန်တော်တို့ကိုကောင်းတယ်ဆိုတဲ့ယူဆချက်တိုင်းကျွန်တော်တို့သုံးဒါကဒီပိုင်းထားတော့နောက်တစ်ပိုင်းကတော့ဗာလဲဆိုတော့ကျွန်တော်တို့တိုင်းပြည်ရဲ့ဖြစ်နေတဲ့ပြဿနာတော်တော်များများကဟောပေါ့ isolated view နဲ့ non isolated view isolated view ဆိုတာကဘာလဲဆိုတော့ကိုကနိုင်ငံထဲမှာနေပြီးတော့နိုင်ငံသားတယောက်နိုင်ငံတွေကအမြင်တော့ပဲရှိပြီးတော့ non isolated view ဆိုတော့ကျေဝန်းတဲ့အမြင်ပေါ့ရှိတာမျိုးကျေဝန်းတဲ့အမြင်ရှိတယ်ဆိုတာလေဥပမာတစ်ခုဆိုတော့ဒေါက်တာနေစင်လာတို့ဟုတ်လားနော်မောင်မောင်ရိပ်တို့နိုင်ငံတော်မှာအကြံပေးနေတဲ့လူအများကြီးရှိပါဟုတ်ပါတယ်ဟုတ်တယ်နော်ဒါပေမဲ့ screw လက်တွေ့နိုင်ငံတကူမှာဖြစ်နေတဲ့အဖြစ်ကိုတော့ဒီနည်းနဲ့နက်ပါသူတို့ကစာရေးပြီးတော့သိရတာပဲပြောနေတာပဲဖြစ်တယ်။ဘာကြောင့်ဖြစ်တယ် process ကဆိုတာတော့ကျွန်တော်ထင်တယ်လေကျွန်တော်တို့နိုင်ငံသားမှာနေတဲ့လူတော့သူတို့မသိဟုတ်ပြီဘာကြောင့်လဲတစ်ချိန်ကမီဒီယာကရေးတာကိုဖတ်ပြီးတော့ပဲသူတို့ကသုံးသပ်လို့ရတဲ့လူတွေဖြစ်အဲ့တော့မီဒီယာဆိုတဲ့ဂျာကန်လိုက်တဲ့ဘိုးကရှင်းပြောရင်အမှန်လည်းဖြစ်မယ်အမှားလည်းဖြစ်ကျွန်တော်တို့ကတော့မှားဆိုတာမရှိဘူးအမှန်လည်းကြားဥပမာတစ်ခုဆိုပါစို့ CNA ကဗမာပြည်အကြောင်းနဲ့ပတ်သက်လို့ဟာလားရိုဟင်ဂျာဆိုတဲ့စကားလုံးနဲ့ပတ်သက်လို့ဒီလေကျွန်တော်တို့ကနေတူကတကယ်ကြားနေရတာဗျာတကယ်မြင်နေရတယ်ဒီအရင်ပြောဒီခွင့်စီကိုလီးပြတ်ထိုးနေရတယ်ဗျာဟုတ်လားခင်ဗျားတို့အဲ့လိုခံစားမှမဟုတ်တာကျွန်တော်ဗမာလူမျိုးလေဗျာဟုတ်လား CNA ကဟာလားရိုဟင်ဂျာဆိုတဲ့စကားလုံးတစ်လုံးတုံးရင်ပဲတို့ကြီးရတက်ထိုးနေတယ်ရှင်းလားအဲ့လိုကိုခရင်ပြောမှသိမှာမလို့ကျွန်တော်ပြောလိုက်တာပါအဲ့လိုညံ့တယ်လို့တော့မဆိုလိုပါဘူးအားလုံးကျွန်တော်တို့ရဲ့ခံစားချက်ကိုပြောပြမှန်တော့မှန်တော့ဟုတ်တယ်နော်ကျွန်တော်တို့ရဲ့ခံစားချက်ဘယ်လောက်ခံစားရလဲဆိုတော့ခင်ဗျားတို့ကသိတယ်မသိနဲ့ကျွန်တော်တို့ကဗမာလူမျိုးလေဗမာလူမျိုးစစ်စစ်မှန်တော့သူတို့ကသူရဲ့ဒီကောက်ဝဲကိုအတူတူဒီကောက်ဝဲကိုပြောလို့ရှိရင်ကိုကနေပြီးတော့သူတို့ရဲ့ဒီကောက်ဝဲလို့တော့လေကျွန်တော်တို့အကြောင်းမကြားခဲ့ပါဘူးသူတို့ကျွန်တော်ဘလို့အပြီးမှပြရမယ်ဆိုတော့ပြန်လိုက်တော့မပြောတော့မင်းရေးသမားဆိုတာရှာချက်ဖို့လို့ရှာတူဖို့လို့လေကျွန်တော်တို့ဒီကရှာမချက်ပဲနဲ့ဟိုပြုံးလုံးတုံးတုံးလို့တော့ဘုရားစော်ကားရရင်စော်ကားတယ်ဘုရားရှာချက်နေတဲ့လူကတော့သူကမစော်ကားရဘူးဘာလို့သူပြန်စော်ကားမှာလဲကိုပြောသူပြန်ပြောမှာပြန်ပြောရင်သူအချက်ကွဲမှာအဲ့တော့သူကမတိုက်ခဲ့ဘူးနိုင်ငံသမားဆိုတာအဲ့တော့နိုင်ငံသားမှနေတဲ့ဆိုတဲ့လူတိုင်းတိုင်းမချစ်ဘူးလို့ခင်ဗျားတို့မပြောနဲ့အဲ့တော့ဝယ်ပြီဟုတ်အဲ့တော့ဝယ်ပြီအဲ့တော့ဒီပုံချစ်တယ်လည်းချစ်မယ်ရောချစ်ရင်လည်းချစ်မယ်ဒါပေမဲ့ချစ်တာတော့မှန်တယ်အဲ့တော့ပြောမယ်ဗမာပြည်မှာတော့နောက်ဆုံးချင်းပြောပြဿနာပေါင်း6000ဟုတ်လားအခုဆိုလို့ရှိရင် PDF ကပဲကိုယ်တတ်မယ်ပြုမယ်ဆိုလို့ရှိရင်ပြောလို့ရှိရင်ဟုတ်လားဟိုပြောဝင်မှာနေတဲ့လူကပြောဝင်မှာမနေနိုင်ဘူးကိုယ်စင်ပြောသားကြီးကြီးရဲ့ရန်ကုန်မှာတက်နေရတယ်စစ်တွေမှာနေတဲ့လူကစစ်တွေမှာမနေနိုင်ဒါလည်းကျွန်တော်တို့ကသိတာဗောမသိပဲနေကျွန်တော်ရန်ကုန်ပြန်လာတော့မသိပဲနေတာဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာနဲ့ root cause ကိုကျွန်တော်တို့ကဖြေရှင်းဖို့ပဲကြိုးစားတာအခုပြောရတော့အခုချင်းစီရဲ့လူပုဂ္ဂိုလ်ရဲ့အားနည်းချက်တွေဖြစ်ပျက်တာတွေကိုကျွန်တော်တို့ကမဖြေရှင်းဘူးဖြေရှင်းနေဖို့မစဉ်းစားဘူးအခုကျွန်တော်တို့လည်းမြင်ပါတယ်တချို့ကကြတော့အမာပြည်ကလူတွေကစာဖတ်ပြီးတော့ပြောတော့ပေါ့ဗျာအဲ့တော့တကယ်လူကဒီစာအုပ်မဖတ်တာတော့တမျိုးပေါ့ဗျာဒီမှာကဘယ်စာအုပ်ဖတ်ပြီးပြောပါတယ်စာအုပ်နာမည်ကြော်ညာလိုက်တဲ့ဒီတိုင်းဒီစာအုပ်ဖတ်လို့ရှိရင်ဒီတော့ပြောပါမယ်အဲ့တော့သူပြောတဲ့ root cause အမာပြည်စီးရတဲ့အကြောင်းရဲ့ root cause ဘယ်နေရာမှာဖြစ်နေတာလဲဘယ်နေရာကိုကန်လိုက်ရင်ဘာဖြစ်မယ်ဆိုတာဒီကိုဖြေခုသိရမယ်အဲ့ဒါမှပညာရှင်ဆိုတာဟောလားပညာရှင်ဆိုတာအဲ့ဒါမှ
ဒီအတန်နားတော်လိုက်တာနဲ့ဒီကောင်းတာဘယ်အစိတ်ပိုင်းကလာတာလဲဘာကြောင့်ဖြစ်တယ်ဆိုတာချက်ချင်းသိရမှာဒါကပညာရှင်လို့ခေါ်အခုကဘယ်ဥစ္စာကိုဘာဖြစ်တယ်ညာဖြစ်တယ်ဆိုစာပိုက်ပြောလို့ကလည်းကားပဲပေါ့နော်အဲ့တော့ကျွန်တော်ဆိုလိုချင်တာကကျွန်တော်တို့အခုဒီလိုပဲပြပေါ်လာရင်ဒီလိုမျိုးဒီကကျေးဇူးတော်ကြီးပြပေးတာမလို့မပြောတော့ပြပေးတာမလို့ဟောနိုင်ရင်တန်းတန်းလုံးတော့ပြပေးတာမလို့ဘယ်တော့မှပြပေးတာမလို့ဒီမဖြစ်တာငါနေတော့သူကကောင်းသွားပြီဘယ်တော့မှပြပေးတာမလို့ဟာအခုကကျွန်တော်တို့ကဟိုကလုံးနဲ့ပြပေးရဒီကလုံးနဲ့ပြပေးရပြည်သူတွေကအဲ့ဒီမှာဝင်လာတဲ့ပြည်သူနဲ့ဂျားတွေကနေပြီးတော့ပြောတော့ဝင်နေမှုဖြစ်လာအဲ့တော့ဒီကလိမ့်လာတယ်အဖြစ်သာတွေကလည်းပြသွားလာဟိုကလည်းဝင်လာတယ်လည်းရတော့အကြိုက်တာမှုလုပ်လာအဓိကကအကြိုက်တာမှုပြဿနာအကြိုက်တာမှုပြဿနာအဲ့ဒီအကြိုက်တာမှုတွေကနေပြီးတော့ဒီအကြိုက်တာမှုရဲရဲရဲအောင်လုပ်မှတန်းပြီးတော့တက်တယ်ဆိုအခုလိုပြောလို့ခရိုနီဆိုအဲ့ဒါလေးပဲဘိုးချုပ်တွေပေါင်းပြီးတွိုင်းလို့လုပ်တယ်ကိုယ်ကပေါင်းပြီးတွိုင်းလုပ်တယ်ကိုယ်စုကိုတိုင်းပြီးလည်းလုပ်ကြတယ်အဲ့ဒါဘယ်လိုလဲမို့အဲ့ဒီအကြောင်းကဒီလိုကြကျွန်တော်က3ချက်လောက်တော့ပြောပြီးဒီအချက်ကကျွန်တော်က VOA မှာပြောတယ်သိရင်လက်နဲ့နော် VOA မှာပြောတယ်စင်ကာပူနိုင်ငံတော့ဘာက practice ဆိုတာရှိတယ်ဘယ်လိုလုပ်တဲ့ဘာကြောင့်ပေါ့အချမ်းမြင်ပြောတယ်ဒီနေ့ပြောပြီးနောက်တစ်နေ့လောက်ပါပေါ့ဒါကတော့သူ့ plan နဲ့သူရှိမှာပေါ့နောက်ဦးဆိုင်မောင်ကလူကမ္ဘာကနေပြီးတော့လာပြီးလေးလာပြီးတော့ဗမာပြည်မှာဘယ်လိုလုပ်လဲဆိုပြီးတော့ဦးရေချင်းနဲ့လုပ်တယ်ပေါ့လုပ်တဲ့အခါမှာဦးအောင်ကြည်တို့ဘာတို့ဘုရားအောင်ကြည်လားဘုရားကြည်အောင်လားသူတို့တွေဘာတွေဥက္ကရာတွေဘာတွေပြည်ပြီးတော့လုပ်ခဲ့တယ်ပေါ့ဒီလိုဟာတွေမောင်းပြီးဘူးပေါ့နော်မောင်းပြီးဘူးဒါကကျွန်တော်ပြောခဲ့တယ်ဆိုတာပြောပြတာနော်အဲ့ဒီနောက်ပိုင်းမှာအဲ့ဒီကမောင်းပြီးတဲ့အကျိုးဆက် NLD ရဲ့အကျိုးဆက်ကြောင့်အခုဒီနေ့လေးပူဆိုးတာလည်းတစ်ပိုင်းပါတာဒုတိယတစ်ချက်ကဝန်ထမ်းနဲ့ဝန်ထမ်းကခင်ဗျားတို့ပြောလို့ politics နိုင်ငံရေးမပတ်သက်ရတိုင်းပြည်အတွက်ပဲလုံးလုံးရမယ်လို့ယူဆရနော်ဝင်ငွေနဲ့ထောက်ငွေအပြည့်ပေးရအပူအောင်ပြည့်အောင်ပြည့်ရဝင်ငွေရယ်ထောက်ငွေရယ်ထောက်ငွေရ supply လို့ဖြစ်နေဟော supply လို့ဖြစ်လို့မရဘူးဝင်ငွေရ supply ဆိုလို့အပူဖြစ်နေအဲ့ဒါနိုင်ငံတော်ကဥပဒေရစဉ်းစားနီးလန်းဖို့ဒါကတော့ကျွန်တော်လည်းဒီဆိုင်ဥပဒေပြုမှုအဲ့လိုစဉ်းစားနိုင်ရနောက်တစ်ခုက illegal စီးပွားရေးလုပ်ငန်းကိုနိုင်ငံတစ်ခုလုံးမှာဖွင့်ပြခွင့်ပေးရ illegal စီးပွားရေးလုပ်ငန်းကိုဖွင့်ပြလိုက်တာနဲ့ဟုတ်လားဒီငွေကြေးတန်ဖိုးကကြောင်းသွားတော့ငွေကြေးတန်ဖိုးကကျသွားတယ်ဆိုလို့ရှိရင်ဝန်ထမ်းတွေလုပ်တဲ့ဥစ္စာကရှင်းပြောရင်အကျိုးဖြစ်တယ်အဲ့တော့လက်စားတယ်ပေါ့လက်စားတော့အုပ်ချုပ်ရေးနေရာရောက်တော့အဲ့တော့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဘာပြောလဲဆိုတော့89ခု86ခုဟုတ်လားကြီးကြမှုလမ်း span of control ဆိုတာကျွန်တော်ပေါင်ကြီး87မှာကျွန်တော်ကိုယ်တိုင်စာရမ်းတင်ခဲ့တယ်နော်ဆိုတော့အဲ့ဒီလိုနေရာပြောတာအခုပြောတာမဟုတ်ဘူးအဲ့တော့ကြီးကြမှုလမ်းအဲ့ဒီတော့ကလည်းစတိုလီချိုးတော့ကျွန်တော်ပြောဦးပါတယ်ကားလိုက်တော့ဒါလေးဆိုလိုတဲ့သဘောကနိုင်ငံတကာမှာငွေကြေးပဲဒီအချို့ရေးညာနေရပဲဖြစ်ဖြစ်ကြီးကြမှုအလားပြက်လို့မရပြက်လို့ဆိုလိုတဲ့သဘောက value ကိုထိန်းချုပ်နိုင်တဲ့ scan ကြီးကြမှုရှိရ value ကိုထိန်းချုပ်နိုင်ငွေကြေး value ပဲဖြစ်ဖြစ်လူရဲ့ value ပဲဖြစ်ဖြစ် capacity ပဲဖြစ်ဖြစ်ထိန်းချုပ်နိုင်တဲ့အဲ့ဒါကို monitoring system လို့ကျွန်တော်ကခေါ်တယ်ဟုတ်ပြီနော်နေရာတကာတိုင်းမှာရှိကျွန်တော်ကကြုံတဲ့အခါကျရင်တော့ကျွန်တော်စင်လက်တွေလုံနေတယ်လုပ်ငန်းတဘာဝနဲ့ဒီကြီးကြမှုအလန်းကိုဘယ်လိုလဲဆိုတာကျွန်တော်ရှင်းပြနော်အခုတော့ဒီနေ့တော့ကျွန်တော်ချိန်ကလုံလောက်ပြီလို့ထင်တယ်အဲ့တော့တိုင်းပြည်ကိုတိုးတက်ဖို့ဗျာဒီလိုတော့ပြောလိုက်တိုင်းပြည်ကိုတိုးတက်ဖို့ဆိုတာနော်ငါကြည့်ပဲလုံးလို့မရနိုင်ဘူးလို့
ခင်ဗျားတို့ခေါင်းထဲမှာတွေးပြီးပါဟုတ်လားငါလိုပဲတိုင်းပြည်စေရနာထားပြီးလုံးမဲ့လူတွေများများပေါ်လေတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မယ်လို့ခံယူကြပါလို့ကျွန်တော်ကတော့ပြောတယ်ကျွန်တော်လည်းမိကုန်းကျုံနေပြောချင်တယ်ဗမာပြည်မှာပါလာပညာရေးဝန်ကြီးကိုကလေးရစားပြီးတော့ဥစ္စာဦးနေစကားတရုတ်စာအာရုံပြုစာအာရုံပြုစကားကိုသုံးလို့သင်ကြားပေးသေးတယ်ဒါလည်းကဘာသုံးနေပြီဟာကားဆိုတာလည်းကားစာအာရုံပြုစာနဲ့အာရုံပြုစကားဆိုလည်းဒီဟောတော်များသုံးပါတယ်အဲ့တော့ဒီလိုပဲတရုတ်စာနဲ့တရုတ်စကားဆိုလည်းဒီတော်များသုံးကြတယ်အင်းစာနဲ့အင်းစာကတော့သုံးကြတယ်တော့မင်းသားတင်းစားတော့ဝါစာလည်းကြည့်လေဟာကျင်းတဲ့ဒီကိစ္စလည်းဒါသုံးလို့မဟုတ်အဲ့ဒီစာသုံးတာကိုတောင်းတိုင်းမှာအင်းစာတရုတ်စာအာရဗီစာစကားတွေကိုသင်ပေးလို့ရှိရင်တက်ကိုပွဲရသွားနေမှာဘာသာစကားတစ်မျိုးကိုတွန်းကျင်တက်သွားရင်ဒီကလေးကတိုင်းကိုတိုးတက်တော့အလုံးတဲ့နေရာမှာတော့ဘူးဖြစ်တယ်လို့ကျွန်တော်မြင်တယ်နောက်တစ်ခုကကုန်စည်နှုန်းကျဆင်းမှုဆိုလို့ရှိရင်တော့လာစာပေးတဲ့စနစ်ကိုနှစ်ပတ်တစ်ကြိမ်လာစာပေးတိုင်းကောင်းမယ်လူတွေလက်ထက်မှာငွေရှိရင်ဒီငွေရဲ့လက်ပတ်မှုကသွားနေတော့ပတ်ကပေးတဲ့စနစ်ကဘာလဲဆိုရင်လူလုံးကိုမဟုတ်ဖြစ်နေတယ်ဒီမှာကျွန်တော်တကပေးပေးတော့လမ်းပေါ်ပေးပြီးနှစ်ပတ်သုံးပတ်မှာအဲ့ဒီရပို့တာပြီးတော့အဲ့တော့နှစ်ပတ်ကလာစာပြီးလူတွေရဲ့လုံးအားလေးဟာပို့တာပြီးတော့ပို့အားကောင်းလာဘာလို့လာတာပေးခြင်းလို့လဲပြန်လေစဉ်းစားနေခြင်းလဲနှစ်ပတ်ကပေးခြင်းလို့တစ်ပတ်ကပေးခြင်းလို့ပြောအောင်ပြန်စဉ်းစားနေခြင်းအဲကျွန်တော်အဲ့ဒါကိုပြောချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နိုင်ငံရဲ့ရူဘောက်ကလက်ပေးလိုက်မှုတွေအစ်စာပြတက်ပြားတာပဲတော့ကိုလိုမိုင်းတော့ပြသူတို့မတရားစီးပွားရေးနဲ့ရှာစားနေတဲ့ဥစ္စာတွေကိုစက်နိုင်တော့ဟိုဖန်စီဖြက်စီးပေးလိုက်လို့ကြည့်ရင်တရားဝင်စီးပွားရေးလုပ်ငန်းတွေပုံပွင့်နေရမယ်လို့ယုံကြည်တယ်ပေါ့နော်ကျွန်တော်လည်းတော့ပဲပြောကြတယ်ကိုလိုပြောကြလို့နေတာပြောကြမရှိပါဘူးဗျာဒီနေ့တရားနဲ့ကျွန်တော်လည်းလာပေါင်းဆက်ဆက်ဆွဲရပြီးတော့လိုက်ပါကျွန်တော်လက်ခါပြောတာပါတရားနဲ့ပြောရတဲ့ခါပေါ့တိုင်းပြည်ပဲစေနာတော့ပြောပေးတဲ့အတွက်ပြောနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တော့ကျွန်တော်တို့တိုင်းပြည်အတွက်ဝိုင်းပြီးတော့ချစ်တာနဲ့လောက်တတ်ဖို့လိုပါတယ်လို့ပြောရင်းနဲ့ဒီကုန်းချုပ်